Hello မင်္ဂလာပါ Okay ကောင်းမယ်ပြပေါ်ဒီလိုလေးတော့မင်္ဂလာပါရှိုင်းနဲ့ဟုတ်မင်္ဂလာပါဗျာမေရီရှင်းတမျောနေတာတဲ့ဟုတ်ကဲ့ပါဗျာကဲခဏလေးကိုစောင့်လိုက်မယ်နော်၈နာရီတော့ပြောထားပါဘောနော်ဒါမဲ့နည်းနည်းလေးစောစောလေးပြင်ပြလိုက်တာပါဘာလို့လဲဆိုတော့အစိုးမရတဲ့မီးကပြတ်သွားမှာဆိုလို့လေနော်စားပြီးကြပြီလားဘာတွေလုပ်နေကြလဲခြံကတော့အခုပဲစားပြီးသွားပါပြီခင်ဗျာပြီးရင်ထပ်စားမယ့်စီစဉ်လည်းရှိပါတယ်လွမ်းနေတာတဲ့၈နာရီမထိုးသေးဘူးလေဖေးတဲ့ဟုတ်တယ်မထိုးသေးမှအဖေတည်တယ်တမီးရဲ့အဖေကမထိုးသေးမှတိနဲ့ကိုဖေကတမင်ဘယ်သူများရှိနိုင်မလဲဆိုပြီးတော့အဲ့လိုမျိုးဟိုအကျင့်မကောင်းစွာနဲ့ပေါ့နော်ကြိုပြီးတော့လွှင့်လိုက်တာပေါ့နော်အဲ့လိုပါငိုနေရပါပြီတဲ့ဘာလို့ငိုတာလဲဘာလို့ငိုနေရလဲမငိုပါနဲ့စားပြီးပါပြီရှင့်โอเคပါဗျာဤအောင်ကဲအဲ့တော့အရင်ဆုံးပထမဆုံးအနေနဲ့ရှိုင်းကပြောချင်တာပေါ့နော်အားလုံးအခုဒီကာလမှာအခု live ကနေပြီးတော့ကြည့်နေတဲ့အချစ်ကလေးအားလုံးအနေနဲ့ရဲကနေကြည့်ရှုနေကြတဲ့အချစ်တွေအားလုံးဟုတ်ဒီကာလမှာဆက်ဆက်ရကူးဆိုင်ကြပါပြီးတော့ဟိုတတိလေးပေါ့နော်တတိလေးထားပြီးတော့နေတာထိုင်တာသွားလာတာဆက်ဆက်ရကူးဆိုင်ပါပြီးရင်လည်းဒီနှစ်တက်မှာဆိုလို့ရှိရင်လည်းအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာစွာနဲ့ခြေရတဲ့မိသားစုမျိုးပေါ်မှာအားလုံးနဲ့အတူတူပျော်ရွှင်ချမ်းမြေ့စရာအချိန်လေးတွေကိုအမြဲထားရပိုင်ဆိုင်နေပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်ပြီးတော့အခုကာလမှာလည်းအားလုံးပဲဒီကကြီး၃ပါးလားကကြီးက၃ပါးထင်တယ်နော်ကကြီး၃ပါးကနေလည်းကြော်လာနိုင်ပါစေလို့ရှာဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာအမြဲတမ်းလည်းမေတ္တာတွေပို့တာပေးပါမယ်ဒီမေတ္တာရဲ့အကြောင်းလည်းအမြဲအေးချမ်းပါစေခန့်တယ်မိုးရေတဲ့ခင်ဗျာဒီနေ့ကတော့ဒါ live ကအမတ်တရ live လေးဆိုတာထက်ပေါ့နော်ဟိုရှိုင်းဒီနေ့ဆက်ကဒေးဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတ်တရလေးရယ်ပြောလို့ရှိရင်ဟိုပေါ့ဇလန်းကြောင်းလေးရယ်မနေ့ကဆိုလို့ရှိရင်လည်း series ကဇက်သိမ်းပြီဆိုတော့ဇက်သိမ်းလေးမရောက်ခင်အမတ်တရအနေနဲ့ live လေးလွှင့်ပြီးတော့ဇက်သိမ်းလေးကိုခံမှန်းကြမယ်စကားလေးပြောကြမယ်ပြီးရင်ဒီဇက်ကားလေးနဲ့ပတ်သက်ပြီးတော့အမတ်တရတချို့မေးချင်တဲ့ຢာလေးဆိုလို့ရှိရင်လည်းပြောလို့ရတယ်မေးလို့ရတယ်ပြီးရင်ဒီတကြံကာလမှာဆိုလည်းဘာတွေလုပ်ဖြစ်ကြလဲပြီးတော့ဘာတွေဆက်လုပ်ဖို့ရှိသေးတယ်ပေါ့နော်အများကြီးတဲ့လွမ်းနေတယ်တဲ့ဟုတ်ကဲ့ပါဗျာအများကြီးလွမ်းပါတယ်ကောမန့်တွေကဒီမှာပေါ်ပြနေပါလားငိုနေရအဆင်မပြေဘူးတော့မိုးရေတဲ့အဆင်မပြေဘူးလားဘာဖြစ်လို့လဲအဆင်ပြေအောင်ဘာလုပ်ပေးရမလဲခန့်တဲ့မိုးလေးရေတဲ့ happy ending ဖြစ်နိုင်လားရှင်တဲ့ပြောသားပဲအရန်ပျော်စရာကောင်းတဲ့ series လေးဖြစ်မှာပါလို့ရန်ပျော်ပါညလုံးနေမိုးအိတ်တဲ့အထိကိုပျော်ရမှာချစ်စရာလေးတဲ့ခန့်တဲ့မိုးလေးရေတဲ့ဟုတ်ကဲ့ပါရှင်းနိုင်မှလွှင့်မယ်ဆိုလို့စောင့်နေတာတဲ့ဘယ်လိုဖြစ်လို့နိုင်ဝက်စောလွှင့်တာလဲတဲ့နိုင်ဝက်နည်းနည်းလေးကြော်ပါတယ်စက်သိန်းပြောပြပါတယ်ဟောရန်ဆိုးတယ်နော်စက်သိန်းပြောပြပါဆိုစက်သိန်းမှာကတော့ဒီလိုဟိုလိုဒီလိုပေါ့နော်အဲ့လိုနဲ့တိတ်သွားပါတယ်ဆီယမမေးချင်တာတဲ့အင်ကြီးလျှော်လာအင်ကြီးလျှော်ပါတယ်အင်ကြီးလျှော်ရလေဘာလို့လဲဆိုတော့အိုက်စင်ကခဏကိုရခဏကိုဝေးရတော့တေးကြရဲအဲ့ဒါလုံးဝချွေးစော်တွေချွေးစော်တွေကြီးစော်တွေတန်းဆောင်နေရပဲအဲ့ဒါပြီးလဲပြော
ရိုက်မဲ့စင်ဟာတရက်ချားတာတော့နှစ်ရက်ချားတာလို့ဆိုလို့ရှိရင်အမြန်မြန်လျှော်ပြီးအဝတ်ကိုမြန်ဖို့အဲ့လိုမျိုးလောက်ရတာပေါ့ဒါပေမဲ့မှုရင်းနေရပဲဝတ်တဲ့အချိန်တိုင်းမှုရင်းတာပဲအင်ကြီးတွေကလူလေတဲ့ပိုးရတဲ့ဆိုင်ကိုမိုးတဲ့ကိုပြေဆောင်ကတနာချစ်တဲ့သူတကယ်ချစ်တာမိုးတဲ့ဩဆိုပဲအတကာလေးကတဲ့မျက်ရည်တွေနဲ့မိုးရည်တဲ့တဲငယ်လေးတဲ့ငိုပြားစီနဲ့တဲ့ငိုမနေပြားစီနဲ့ဒီဝကြွေးတွေလေကြည်ပါစီတော့အချစ်ရာစုံနိုင်မှာကိုဆိုတာဆိုရအဲ့လိုမျိုးရခန့်တယ်မိုးတော့လေတေချာရမျက်လုံးမျက်မှန်တက်ခိုင်းရမယ်မျက်ခန့်တယ်မိုးခန့်တယ်မိုးတရားကိုမျက်လုံးမျက်ကမှန်လုံးနေပြီမျက်ကမှန်တော့မျက်မှန်လုံးနေပြီတို့ဘာလို့လဲသိလားပြောကြည့်ပြင်ပြောပြမယ်ဖြစ်ပြင်ပြောပြမယ်မောင်လေးတဲ့ပြမမမိုးစက်ကြီးမင်္ဂလာပါမတ်ဖက်ပေးလို့ကျေးဇူးပါချစ်တယ်နော်ရှိုင်းလေးဟုတ်ကဲ့ပါဗျာအရှိကလေးအားလုံးရောအခုဒီတကြံကာလမှာဗာလေးလုပ်ဖြစ်တယ်ရှိုင်းကတော့အခုဒီကာလမှာအိမ်မှာပဲအနားယူတယ်ပြီးရင်လိုအပ်တဲ့ဟာလေးလုပ်တယ်ပြောလို့ရှိရင်လည်းအခုဒီတကြံကာလပြီးသွားပြီဆိုလို့ရှိရင်လောရမယ် plan လေးပေါ့နော်အဲ့ဒါလေးကိုတေချာတွေးပြီးတော့လောရမယ် plan လေးချပြတယ်အဓိကတော့အိမ်မှာပဲနေပြီးတော့အဲ့လိုမျိုးဖြတ်တန်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့အိမ်မှာလည်းမထွက်ချင်ဘူးဒီကအဲ့လိုမျိုးအိမ်မှာနေရပဲအဆင်ပြေတယ်ဘာလို့ရှိမှလည်းစက်တိုက်ပင်ပန်းခဲ့တာဆိုတော့အိမ်မှာမထွက်ဖြစ်မိုးလေးတဲ့ပြောလို့တဲ့မနေ့ပြန်တော့အားတင်းထားတယ်တဲ့ဟုတ်ကဲ့ပါဝင်းနေရပေးထားအင်ကြီးလေးနဲ့ကွာချစ်လိုက်တာဩရှာဆက်သူခံညာဟာအဲ့တရင်မှန်လားအဝင်းနဲ့မိုးတဲ့ညားတာကတေးပါပြီနိုင်ငံခြားထွက်သွားမှာလားဒီနိုင်ငံကနေထွက်သွားတော့မယ်ဆိုပြည်ဆိုင်ရာလေးစိတ်ကြီးလဲငိုလို့တငယ်ချင်းတွေရဲ့ရေဘက်ခံထွက်တာတို့တဲ့ဆိုတဲ့ကိုပြေးစုံနဲ့မောကပြုတ်ပြုတ်သွားတာတော့တဲ့ချင်းတွေ့နေရမှလားတဲ့ကြော်တဲ့မသိပါဘူးဘယ်ရောက်သွားမှမသိဘူးเนาะငိုတယောက်ကစကားကြည့်လိုက် edit လုပ်လိုက်နေတဲ့ငိုနေရတာတဲ့ဩစက်ငိုဆိုင်ငိုလားဆိုရင်မိုးရည်တဲ့ချစ်တယ်နော်တဲ့ဟုတ်ကဲ့ပါဗျာ comment လေးတွေအကုန်လုံးမပေါ်ဘူးဒီလားအားကြောင့်ပါနော်တေချာနားယူပါပြီဟုတ်ကဲ့ပါနားယူပါမယ်ဗျာအားလုံးကြွေးကြရှိပါတယ်တကယ်တော့မစားရဘူးပေါ့နော်ဒါအဖြစ်လောက်ကြွေးရပေါ့ဒီမှာပါမုံလုံးရေပေါ့ပါမစားရသေးရဲ့လူတွေဆိုရင်ဟာပါရှာဒီများနေပြီးတော့မုံလုံးရေပေါ့မစားသေးရဲ့လူတွေမုံလုံးရေပေါ့ကြွေးပါမယ်ရောက်လမ်းရက်ဟာအစဟာโอเคဒါပြန်ကြွေးရပါရှာပြန်ကြွေးရပြန်စားမချကျန်ကောင်းပါအခုဒီမနေ့ကဆိုတက်နေရောက်ပြီတကြံရေကိုထိလုံးမလောမဆိုးလောကဒီနေ့တကြံရေလောမဆိုးဟုတ်တယ်မျက်မှန်ဘာလို့တက်တာလဲတဲ့မျက်လုံးကောင်းတော့ဘူးလားမိုးရေတဲ့မမရေဟုတ်တယ်မျက်လုံးကမကောင်းလို့ဘယ်လိုပြောမလဲကိုပေါ်ဘာစိတ်မှမရှိရဲ့လူဒီလောက်တစ်ဖက်တက်တွေတည်ရမလားခန့်တယ်မိုးတယောက်ကအဲ့လောက်ကြီးဖြစ်နေရလေအဲ့တော့မျက်မှန်လည်းတက်လာရောသူအမြင်မှန်နေလည်းရသွားတယ်သူပို့ပြီးတော့လည်းကြီးလင်းဖြစ်သွားတယ်အဲ့တော့ကိုပြင်းစုံသူ့ပြန်မချစ်လဲကိုပြည့်စုံချောင်းနောက်တစ်ယောက်ပြောင်းနောက်တစ်ယောက်သူ့ပြန်မချစ်ဘူးဆိုလဲနောက်တစ်ယောက်ချောင်းနောက်တစ်ယောက်ထပ်ပြောင်းအဲ့လိုမျိုးဖြစ်အောင်ခန့်တယ်မို့မျက်မှန်တက်တာဖိုးဖွာလို့ပေါ့ဟို TikTok လို့လေ
ဟာတာပြောမှာနော်ကိုပြေဆုံးမကောင်းချောင်းတငယ်ချင်းနဲ့ဟွာဟောကိုပြေဆုံးမကောင်းချောင်းစိုးလေးနဲ့ဆိုကိုပြေဆုံးမကောင်းချောင်းစိုးလေးနဲ့ပေါင်းစိုးလေးမကောင်းချောင်းဝနာကောင်နဲ့ပေါင်းဝနာကောင်မကောင်းရင်ချောင်းတုတမောင်နဲ့ပေါင်းတုတမောင်မကောင်းရင်ချောင်းကြည်တာနဲ့ပေါင်းကြည်တာမကောင်းရင်ချောင်းသူကြနေတယ်ဦးဆန်းဦးကျော်နဲ့ပေါင်းဦးကျော်မကောင်းရင်လည်းချောင်းလေတော့ခက်တယ်မို့ကရောက်သေးပဲနေတာမှာသူအမြင်မှန်ရပါပြီပေါ့တဲ့သူကြီးတဲ့အခြေတလိုင်းနဲ့ပထမဆုံးနဲ့တူတူပဲရေမစိုးသေးဘူးလေလာတွဲမယ်တဲ့စက်သိမ်းမကြည့်ရဘူးတူတူမိုးရေတဲ့နာမည်ခေါ်ပေးပါတဲ့နာမည်ခေါ်ပေးပါရဲ့ညီလေးတဲ့ဟုတ်ကဲ့ဆိုလေးကကျမပါတဲ့ခောက်ထလိုက်ရနော်ဆိုလေးကမိမိပစ္စည်းအများပစ္စည်းကိုနော်ငရဲကြည့်မယ်အဲ့လိုမယူရဘူးချောင်းဆိုးနေရလားခလေးမဆိုးပါဘူးအဲ့လိုရဲ့ခြေခြေလေးနေရမိုးလေးရဲ့နော်အိုက်ခတ်တယ်မိုးဆိုတဲ့ဇက်ကောင်လေးရပါတော့သူကဒီဘယ်လိုပြောမလဲငယ်လေးငယ်လေးပြီးတော့တွတ်လက်တက်ကြွလေးရဲ့ပြင်ကိုမှအဲ့လိုမျိုးသူ့ရဲ့ဒီဖြစ်တည်မှုပေါ့နော်သူ့ရဲ့ဖြစ်တည်မှုကိုတငယ်ချင်းတွေနဲ့ချိန်ခါဆိုလို့ရှိရင်သူကလုံးဝတကယ်ကိုပုံဝင်လင်းလင်းသူ့ရဲ့ဒါဘယ်လိုပြောမလဲရင်ဖွင့်ပြီးတော့အရာအားလုံးနားလဲပြီးတော့ပေါင်းလို့ရမယ်ဒါရက်ဝန်းလေးပေါ့နော်အဲ့လိုရက်ဝန်းလေးဆိုတော့သူ့ရဲ့ပုံစံလေးသူ့ရဲ့ style လေးတွေအစားဒါတွတ်လက်နဲ့အရန်ချစ်ဖို့ကောင်းတယ်ဦးလေးရဲ့ရှေ့မှာဆိုလို့ရှိရင်じゃသူကဒီသူ့ရဲ့ဖြစ်တည်မှုတစ်ခုကိုလက်မခံတဲ့လူတယောက်ရဲ့ရှေ့မှာじゃအရာမုန်းကျက်ပြီးတော့စိတ်ထဲမှာတည်ရမလားချုပ်တီးထားရဟန်ဆောင်ရတာအဲ့လိုမျိုးပဲပေါ့နော်အဲ့တော့တကယ်တနာဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဟိုအဲ့ရိုက်နေတဲ့အချိန်မှာလေတကယ်ကိုဟိုခန့်တယ်အကုန်လုံးကလည်းပြောကြတယ်အဲ့လိုမျိုးရိုက်နေတဲ့အချိန်တွင်းမှာလည်းတကယ်ကိုခန့်တယ်မိုးဆိုတဲ့ဇက်ကောင်ကအပြင်မှာတကယ်ပဲရှိနေပါလားပေါ့နော်အပြင်မှာတကယ်ပဲရှိနေပါလားပြီးတော့ဆရာဒီစာရေးတဲ့ဆရာမကြီးဆိုလို့ရှိရင်လည်းတကယ်ခန့်တယ်မိုးလေးဖြစ်နေတာတကယ်ဟိုမြင်ရတာအစားပေါ့နော်တချို့ຢာရဲဆိုလို့ရှိရင်ရှိုင်းတော့ကဆွေးနွေးလို့ရတယ်တိုင်ပင်လို့ရတယ်ကွာအဲ့တော့ဒီလိုလေးတော့လှုပ်ချင်တယ်အဆင်ပြေနိုင်လောက်လားပို့ပြီးတော့အဆင်ပြေတယ်အဲ့လိုမျိုးကြတော့ညှိနိုင်သွားတာဆိုတော့ဒီဇက်ကောင်လေးရာစားဒီဇက်ပါလာတဲ့ series တစ်ခုလုံးမှာပါလာတဲ့ဇက်ကောင်တွေအကုန်လုံးကညံ့လာတာပေါ့နော်ညံ့ပြီးတော့အခုဒီ series ဆိုလို့ရှိရင်လက်ဆက်ဆိုစက်သိန်းတော့မယ်တကယ်အားလုံးကစူးစမ်းထားကြတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုဒါအခုချိန်မှာဆိုလို့ရှိရင်လည်းကြည့်တဲ့လူတွေရဲ့ရင်ထဲမှာတသားနဲ့ကြံပြီးတော့ဒီဇက်ကောင်လေးတွေဒီဇက်ကောင်စရိုက်လေးတွေဒီဇက်ကောင်ရဲ့ခံစားချက်တွေအဲ့ဒီအရာတွေအားလုံးကဒီရင်ထဲကိုရောက်လာကြတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်စူးစမ်းရကြလို့အရန်နဲ့တယ်ကားထဲမှာတဲ့တားတော်တော်ရွာတယ်ဟုတ်တယ်အဲ့ဒါမှန်ပဲဘလို့လဲဆိုတော့ရှိုင်းခုနပြောသွားသလိုပဲကွာတကယ်ကိုဒီဆယ်ကျော်သက်ကောင်လေးဘဝမှာဒီသူ့ကိုသူ LGBT ဆိုတဲ့ဖြစ်တည်မှုကိုသူကိုယ်တိုင်လည်းလက်ခံပြီးတော့သူ့ရဲ့တငယ်ချင်းတွေကြားထဲမှာလည်းလက်ခံတယ်ဆိုတဲ့ကောင်လေးတယောက်ရဲ့လှုပ်ရှားမှုနဲ့အသွားလာတွေတရုပ်ဆောင်ချက်တွေအားလုံးကဒီလိုတွတ်လက်ပြောရလို့ရှင်ဒါခုနပြောသလိုပေါ့နော်ဒီလိုမျိုးရွနေရမယ်ဆိုတာကြတော့တွက်လက်တယ်ဟိုသူ့ရဲ့စိတ်ထဲမှာသူပြောချင်တာပြောလိုက်တယ်လုပ်ချင်တာလုပ်လိုက်တယ်သူအဲ့လိုမျိုးစိတ်ခံစားချက်လေးတည်ရမလားအဲ့တော့ကြောင့်မို့လို့ဒီဇက်ကောင်ကိုကိုယ်တိုင်ပြန်ကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်တော့မှအော်ငါတော့ခက်တယ်မို့တကယ်အချိန်ချင်းခဏရေရွတ်မိတယ်တကယ်ကိုအချိန်ချင်းခဏရေရွတ်မိတယ်အဲ့ခါလေးကြလို့ရှင်လာပြောရလို့ရှင်တောင်းမမပြောကြပါနဲ့ချက်လို့ပါအဲ့လိုမျိုးပြန်ပြီးတော့အဲ့လိုမျိုးတေးဥဆောင်ပြရတော့အဲ့လိုမျိုးအဲ့ဒီအချိန်မှာဖြစ်နေတဲ့စိတ်တို့ပါကိုပြန်ပြောခိုင်းလို့ရှိရင်တကယ်မပြောပြတတ်တော့ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာလှုပ်လိုက်တဲ့အရာတွေအားလုံးကတကယ်ဟိုဘလို့မှကြိုတွေးထားတာလဲရိုင်းမထားမရှိဘူးကွာအဲ့ဒါကြောင့်မလို့
စိတ်ထဲပေါ်လာတဲ့ပုံစံမျိုးလေးတွေအဲ့ဒါလေးတွေလှုပ်ဖြစ်သွားတာအဲ့တော့အဲ့လိုပေါ့နော်ဆီယမမင်္ဂလာပါဆီယမဘာရေးရလဲမသိဘူးဆီယမပဲရောက်ရလဲမန်နေမှာမသိဘူးမျက်မှန်နဲ့လေတဲ့ရွာစီမိုးလေးလာတယ်ဂျက်စီပဲတင်စားဘာကိုရွာစီပုံလေးလာဒါတည်ငြိမ်တဲ့ကိုကြီးနိုင်ငံခြားကိုသွားတော့မှလားတဲ့ဆီယမကိုအားလုံးကချစ်နေကြတယ်ဆီယမရဲ့မနေ့ပြန်ဇက်သိန်းအတွက်ဆီယမ fighting ဆီယမရဲ့ဇက်သိန်းအတွက် fighting မှာခလေးလေးတဲ့လုံးဝနေကောင်းသွားပြီလားတဲ့မျက်နှာလေးပြည့်ပြီးကြည်နေရတယ်ဟုတ်နေကောင်းသွားပါပြီရွာလေချစ်တယ်ကွာဒါပေါ့ချစ်တယ်တော့ဘလို့နေကိုချစ်တာလေအဲ့တော့များရွာလေများချစ်တယ်နည်းနည်းရွာလေများချစ်မှာပဲဟုတ်တယ်မလားမိုးတငယ်ချင်းတွေကိုလည်းကြိုက်တယ်တဲ့ဩဟုတ်ကဲ့ဖြည်းခလုတ်တွေလည်းတိုက်နေပါအောင်ဖြည်းနော်မိုးရေတဲ့ငိုနေရတယ်တဲ့ဘာလို့ငိုနေရလဲတေးဥဆောင်တော်တော်လေးတဲ့ခန့်တယ်မိုးလေးတဲ့တနာစရာလေးတဲ့ဟုတ်တယ်နည်းနည်းညရင်ဘယ်လိုလာမှမသိဘူးနော်ရှိုင်းလေးပြောတဲ့ဟာတာကားလေးတဲ့ရီလိုက်ရတာလည်းမြေတွေနဲ့မနေ့ပြန်ပိုင်းမှာဘာဖြစ်မလဲဆိုတာခမန်းကြည့်ပါဦးနိုင်ငံခြားသွားရင်တို့ပါတဲ့ခေါ်သွားတော့တယောက်တည်းမကြံခဲ့နိုင်ဘူးတဲ့ကဲအဲ့တော့တကယ်ပဲနိုင်ငံခြားထွက်သွားတော့မှာလားချစ်ကိုကိုးကွယ်မှာလားဘာဆက်ဖြစ်မှာလဲတခြားတငယ်ချင်းတွေရောဘာဆက်ပြကြမှာလဲတတငယ်လေးတယောက်တည်းကိုပဲချစ်ချစ်ပါရဲ့ဗျာအများကြီးချစ်တယ်မို့တဲ့ဟုတ်ကဲ့ပါပြီးတော့အဲ့မှာအဲ့ series ရိုက်နေတဲ့အချိန်မှာတော့ဆိုလို့ရှိရင်လေမနေ့ပြန်နဲ့17ရော12ရောဆိုတော့ပုံနေတော့မယ်ဆရာမseason 2လေးဆိုဆရာမ season 2လေးလုပ်လိုက်တော့ရှိုင်းလေးပြောတဲ့ဟာသားကတကယ်ကြီးရတာမျက်ရည်တွေပြည့်လို့တဲ့မိုးရတဲ့ဒိုးနဲ့ညားသွားတာတဲ့ဟုတ်လားမျက်မှန်နဲ့ကောင်လေးယူတဲ့နေကြီး sunshine မယူလဲယူမှာပဲပို့ရပြောနေတဲလေးရဗျာလိုင်းမကောင်းချစ်ရဲ့ဟုတ်လားမုံလုံးကြီးပေါ်စားခြင်းနဲ့နည်းနည်းကျွေးတယ်ခုနကျွေးပြီးပြီလေရော့ဒီမှာဟာဆိုကိုပဲစားနေရမှာမှန်ဆိုရော့မိုးတဲ့ငယ်ချင်းတွေအကုန်ကြိုက်နေလို့ရဲ့တယောက်နဲ့လောက်ဖြစ်ဖြစ်အောင်ပဲပေးပါလားဒီလားနည်းနည်းသွားအားလုံးကပိုင်ရှင်ကိုစီရှိနေပိုင်ရှင်မရှိသေးတဲ့ခန့်တယ်မိုးလေးပဲယူလိုက်ပါလားခန့်တယ်မိုးလေးနဲ့ယူလိုက်ကြပေးရရောအားဆိုငါလည်းမစူတော့လေးလေးอ่ะသူကဆိုတော့အိမ်အောင်ကြာပြီอ่ะသူတို့စူချိန်လည်းမရှိတော့ထိုင်းကနေကြည့်နေရပါနော်ဟုတ်ကဲ့ပါဗျာ view site ပါဆက်ရရမုံလုံးကြီးပေါ်မစားခြင်းဘူးတဲ့လူပဲစားခြင်းဟာဘလို့ကြီးတော့တကြံကာလမှာဟာတော်ဆိုးနေပါလားတော်ဆိုးနေပါလားဟောတကြံမှာဗရောက်ပန်းလေးလည်းနေတိုင်းရရန်လဲပျော်တယ်လုံးဝအိမ်မှာဆိုမှုေးနေပဲဗရောက်ပန်းနဲ့လေပို့ပေးကြတဲ့လူတွေကျေးဇူးအများကြီးတင်ပါတယ်လို့န
နိုင်ငံခြားလာပြီတဲ့မမနဲ့လာတွေ့မှလေတဲ့ဟုတ်တယ်မရလည်းမောနေပြီတဲ့ခုထိလည်းမတွေ့သေးဘူးတဲ့အဲ့ဆိုလည်းမမှန်းနဲ့တော့မမေဖြိုးခုမှတက်လာလားစတူဒီတာကျွေးတာတောင်းနဲ့မျက်ရည်တွေနဲ့ဆိုတဲ့ဟောအင်းဟုတ်တာပဲတချို့ဆိုလို့ရင်ဒီနေ့စတူဒီတာကျွေးကြတယ်တဲ့အဲ့ဒါစတူဒီတာကျွေးရင်လည်းစကားကြည့်လိုက်ရောမျက်ရည်နဲ့မျက်ခွက်တဲ့စတူဒီတာတွေကိုမျက်ရည်တွေဝင်သွားပြီးတော့နည်းနည်းငံသွားတယ်တဲ့လိုက်ဖရန်နေတယ်ငကူဆယ်ရောတူကြီးလည်းမသိပါဘူးခင်ဗျာ live တွေ့နေရအောင်ငါတော့ရှေ့တိတ်ပါဘူးတွန်းတွန်းတွန်းမိုးဖန်ပါတဲ့ကကြီးက4ပါလားကကြီးက3ပါကကြီး3ပါလေကကြီး3ပါနော်အဲ့တော့ကကြီး4ပါရဲ့ပိုးရတော့ငါခောက်ထလိုက်ရငါ့ကိုစပွေးကြောပြအောင်လို့ကိုရစကားရဲ့တနေ့ကလာတယ်ဒီကျင်းပြရတယ်မန်တဲ့ရောက်နေကြာပြီတဲ့မှတ်နေတာတဲ့မတက်တာတဲ့ဟုတ်လားရစ်ကြည့်ဖြစ်တယ်တဲ့ဘုံလုံးကြီးပေါ်တော့ငြူတီးကိုလည်းဘယ်သူထည့်တာတဲ့ lifetime နဲ့မှတ်မမြင်ထွေးသစ္စာတတမိုးလေးရတဲ့ရက်ဆက်တယ်တဲ့မားအားဆွေမှတ်လည်းမမြင်ဘူးတဲ့အော်မားဆွေမှန်မြင်တော့ပါပြီညမှန်လေးဖြစ်နေတယ်နည်းနည်းပြန်နိုင်ငံခြားသွားရမှာဘယ်သူနိုင်ငံခြားသွားမှာလဲမိုးကြီးမသိဘူးလေနော်ဘယ်သူသွားမှာလဲသပင်အောင်ရှိလာပြီဟုတ်တယ်သပင်လေးတွေရှိလာပြီဟိုတနေ့ကအရန်ရှိနေတော့အဲ့ဒါသွားပြီးတော့မှနည်းနည်းလေးတိလိုက်သေးတယ်မိုးရည်လေးလေးကိုတွေ့ရင်နဲ့ထူတာမှာတော့လောက်ပါနဲ့ကျမောက်တီဘာဖြစ်လဲကျမောက်တီကောင်းလားဒီခါအချင်းကြီးတရားပဲခါတော့လက်ကျိုးတော့မယ်ကိုရေးတဲ့ဟာရှိုင်းအောင်ကြည့်နေရင်ကျမောက်တီတော့စားချင်သွားပြီအာဘလို့လဲဘလိုင်းကျန်ဘလိုင်းပါလားဘယ်မှမသွားနဲ့တဲ့မိုးရမမစီလာခဲ့ပါတဲ့နော်ဒီဘက်ကလိုင်းသိမကောင်းဘူးတဲ့မက်မြင်သေးပြောပြီးတဲ့ဟိုမြင်သွားပြီနော်စပင်လေးတွေခါပြပါလားထိုးလိုက်အောင်ပါကာယံချိုတဲ့မန်နီယာချာပြီးတဲ့ကိုမိုးရည်တဲ့မန်မြင်သေးဘူးလားမိုးရည်တဲ့မန်ရလက်တောင်ညောင်းနေပြီတဲ့ထက်သေးဘူးနိုင်နိုင်ငံခြားသွားရင်ခုံးလေးလိုက်ချင်လို့မိုးလေးနေတဲ့ အချင်းနဲ့မုံနေကလို့စပင်စတိုင်လေးပြန်ထားပါလားအခုလည်းအဲ့လိုမျိုးပဲထားနေတာ temperament စပင်ကမရှိသေးဘူးလေအဲ့တော့စပင်ရှိအောင်လို့စောင့်အောင်ပေါ့လို့နော်တားကြီးတယ်မတွေ့တာတော့ကြာပါဘာလို့မတွေ့တာကြာဟိုတနေ့ကငါးမိချက်တဲ့အုံနှုတ်ခေါက်ဆိုတပြင်းလာစားသွားပြီးတော့
မတွေ့တာကြာပြီမှာခုချိန်ညို့ထိုးထလိုက်ရင်တော့မအောင်တော့ခေါက်ပဲဘက်တွေပြန်ထွက်လာတော့တယ်နာမည်လေးခေါ်ပေးပါနော်ဟုတ်ကဲ့ပါရိုက်ကွင်းနဲ့မှတ်တရလေးတွေတချို့စင်းနေဆိုလို့ရှိရင်မှတ်တရလေးတော်တော်များတယ်မှတ်တရလေးတော်တော်များအဲ့မိုးခေါ်လိုက်တဲ့အချိန်လို့ပါလို့ဆိုလို့ရှိရင်ရှူတင်မှာဖြတ်လိုက်ရတယ်ရှူတင်မှာနားလိုက်ရတယ်မိုးတွေတကယ်ရွာချလာပြီးတော့လေရှိုင်းတော့မှာတော့မှတ်တရတင်တာတည်းရှူတင်မှာမိုးတွေရွာလာပြီဆိုပြီးတော့လေအဲ့လိုမျိုးမိုးကိုယူတဲ့ရှိုင်းလေးစားစားရကူဆိုင်ပါအရင်လည်းချစ်တယ်အရင်လည်းအားပေးရတော့ကျေးဇူးများကြီးတင်ပါတယ်ဗျာအရင်အားပေးနေပါရင်တော့ဟုတ်ကဲ့ပါမန်းနေရဲ့အကုန်မမြင်ဘူးထင်တယ်မျက်မှန်ပြတ်တက်မှရတော့မယ်အခါလေးပြန်တက်လိုက်ပြီရခါချလာချစ်လိုက်တာမိုးကြီးတဲ့မိုးကိစ္စမပြောနဲ့ဆရာမကြည့်နေရလားဆရာမရဲ့ဘာလို့လဲဆရာမရဲ့အဲ့တော့မရဒါပြောလိုက်တော့မယ်နော်ဆရာမကနေပြီးတော့သူကမိုးကအဲ့လိုမျိုးအဲ့ဒီမှာရိုက်တဲ့အချိန်မှာဆိုင်တော့တန်လင်ဘက်မှာသွားရတဲ့အချိန်ကမိုးကရွာမရွာသေးလုံးကမိုးအုံလေးဖြစ်လာဆရာမကနေပြီးတော့လိုက်တင်းမကြိုက်လိုက်တာလားမသိဘူးအဲ့လိုမျိုးပြောလိုက်တာအဲ့ဒါကိုရှာကနေပြီးတော့နောက်ကနေချက်ချင်းပဲအိုးဒီလိုမျိုးလေးနေလို့ကောင်းလိုက်တာလိုက်တင်းကောင်းလိုက်တာဆိုပြီးတော့ပြောခဏနေလည်းနေတော့တိတ်မကြောက်မိုးကြီးအုံတက်လာပြီးတော့အဲ့လိုမျိုးလေးနေလို့ကောင်းလိုက်တာလို့ဆိုတော့မိုးတွေရွာချအဲ့ဒီကလုံးဝရိုက်ကွင်းလုံးဝရိုက်လို့မရတော့လားပြီးလည်းပြီးတော့ချိုင်းတို့လည်းပြန်သွားကြအောင်အဲ့လိုမျိုးဖြစ်သွားမိုးခေါ်တယ်မိုးဆိုပြီးတော့နာမည်ကြီးသွားကျမကြီးဆိုင်ပါဟုတ်ကဲ့ပါမြန်မာနဲ့လည်းလိုက်တယ်ကျမနဲ့လည်းလိုက်ဖတ်တယ်ပြန်စိုးနေပြီလည်းပြန်ပိုင်း17ရယ်12ရယ်နှစ်ပိုင်းကျန်တယ်နှစ်ပိုင်းကျန်တာဆိုတော့နှစ်ပိုင်းမှာဘာရလာမလဲပျော်တဲ့င်းနဲ့ပြောရတော့မပြောပါဘူးတားမပြောပါဘူးဆရာမရဲ့မပြောရပါဘူးအရန်ဝမ်းနေနေစိတ်ထဲမှာငါပြောလိုက်တာမိုးတွေရွာချလာရဲဆိုပြီးတော့အရန်ဝမ်းနေနေမိုးဆက်ကောင်တွေတဲ့အမှတ်တရအဖြစ်ဆုံးတဲ့ဇဝင်ကန်းဆိုလို့ရှိရင်တော့အမှတ်တရအဖြစ်ဆုံးဇဝင်ကန်းဆိုလို့ရှိရင်တော့မိုးဆက်ကောင်အတွက်အမှတ်တရအဖြစ်ဆုံးဇဝင်ကန်းဆိုရင်အခုပြမယ်အခုမနေ့ပြန်ပြမယ်နောက်ဆုံးအပိုင်းပေါ့နော်နောက်ဆုံးအပိုင်းကိုကြိုက်တယ်နောက်ဆုံးအပိုင်းအောင်ကြိုက်တယ်ပေါ့နော်တော်တော်များများကိုကြိုက်တယ်ဒါပေမဲ့တချို့လေကျွန်တော်ပြောရလို့ရှိရင်တချို့စင်လေးတွေကျွန်တော်တို့ရိုက်တဲ့စင်လေးတွေက dialogue လေးတွေစဉ်းစားဖြတ်ခံလိုက်ရတာလေးရှိတယ်ကျွန်တော်အမှန်တကယ် script မှာရေးထားတဲ့ဟာဆိုလို့ရှိရင်ရိုက်တုံးကလည်းအကုန်ပြေဆုံးရိုက်သွားတာပေါ့နော် script စဉ်းစားတင်လိုက်တဲ့series စဉ်းစားတင်လိုက်တဲ့အချိန်မှာတချို့ရဲ့ dialogue လေးတွေကဖြတ်ခံလိုက်ရဖျားဘောကဆင်းလေးဆိုလို့ရှိရင်လည်းမနေ့ကဖျားဘောကဆင်းလေးဆိုလို့ရှိရင်လည်းရိုက်တုံးက dialogue လေးတချို့ကြံခဲ့တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဗာလဲကျွန်တော်နေထားကိုကျွန်တော်လက်ခံနိုင်တယ်ဒါမှန်တရားတစ်ခုပဲပြီးတော့တောင်တက်သေးချာရဲ့မှန်တရားတစ်ခုကကျွန်တော်ကိုပြေဆုံးသဘောကျရဲဆိုပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တော့အဲ့ဒီရဲ့ထားရလောကတခြားတစ်ခုအဲ့ဒါကိုပြောင်းပြီးတော့ကျွန်တော်တို့ပြောထားတာပေါ့နော်ကြောင်ပြောင်းပြီးတော့ပြောထားရဲပြီးတော့နောက်တစ်ခုအဲ့ဒီရဲ့နောက်မှာဆက်ပြောတဲ့စကားစဉ်းစားထိသွားဆိုတော့ဖြတ်ခံလိုက်ရတယ်မဟုတ်ရင်ပို့ပြီးတော့လောင်ကြမှာဘာလို့အခုတော့မမျက်ရည်နဲ့မျက်ခွဲဆိုတော့သိရမလားတိတ်မငိုစေချင်ပါဘူးအားကြောင့်စေတနာနဲ့ဖြတ်ပေးလိုက်တာကတက်မိုးရဲ့အရန်ကောင်းနေတော့ကာလေးဟုတ်ကဲ့ပါဒီနေ့အပိုင်းကိုရဲ့ TikTok မှာတချင်းမျိုးစုံနဲ့လုပ်နေကြတာတွေ့တိုင်းနဲ့ငိုနေရတယ်တဲ့ဟုတ်ကဲ့ပါဗျာနည်းနည်းလောက်စပွိုင်းပါလားခလေးလေးတဲ့
မိုးတနာလိုပဲမိုးလားတားရဲမှန်းမြင်လာလားတဲ့အဲ့ဒါကလော်ကြီးမာတယ်ကျမတို့တော့ကြည့်တာပါရှင်တဲ့မိုးတဲ့ကိုပြေဆောင်ဘာပြောချင်လဲတဲ့မိုးအနေနဲ့ကိုပြေဆောင်ဘာပြောချင်လဲဆိုတာလားမိုးအနေနဲ့ကိုပြေဆောင်ဘာပြောချင်လဲဆိုရင်ဘာပြောချင်လဲဆိုလို့ရှိရင်တော့ဒါကတော့သိရမလားမိုးအနေနဲ့သူ့ရဲ့ခံယူချက်ကကြတော့လေဘာမျောလင်းချက်မှာတော့ရှိမယ်မထင်ဘူးဟိုပြောမလဲအဲ့လိုမျိုးခလေးလဲခလေးဖြစ်တာဆိုတော့လေခလေးလဲခလေးဖြစ်တာဆိုတော့ तू စိတ်ထဲရှိတာ तू စိတ်ထဲရှိတဲ့အရာ तू ရင်ထဲမှာရှိလာတဲ့ခံစားချက်တွေကိုဒါပွပွလင်းလင်း तू ချပြောပြလိုက်တယ်တစ်ဖက်ကဒါဘယ်လိုပြောမလဲသူ့ရဲ့အချစ်ကိုဟိုလက်မခံတာလက်ခံလို့လည်းမရပြန်ဘူးလေဒီမှာဒါလူတိုင်းကတော့ကိုယ့်ရဲ့ခံစားချက်နဲ့ကိုယ်ပဲလေဒီမှာတချို့ရအတင်းလို့ယူလို့လည်းမရဘူးအဲ့တော့ကြောင့်မလို့ဒါသူ့ဆိုင်နဲ့သူဆိုလို့ရှိရင်တော့ဒါမှန်ပါတယ်ဟုတ်တယ်မလားအဲ့တော့နေ့ပြန်မယ်စောင့်ကြည့်ပါလို့အများကြီးပြောချင်ပါဘူးစူရာလေးတော့ရှော့လို့ပြောချင်တာပေါ့နော်ကိုပြေးဆောင်ရဲ့အသက်ကကျွန်တော်တို့ဒီဥစ္စာထက်ဆိုရင်9နှစ်လောက်သူကကြီးရယ်ပေါ့နော်ဒီမိုးတို့ပိုးတို့ဒီကျွန်တော်တို့ဒီတငယ်ချင်းတဝက်တငယ်ချင်းတက် group တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုပြေးဆောင်ထက်6နှစ်9နှစ်လောက်ငယ်တယ်ကိုပြေးဆောင်ကကြတော့6နှစ်9နှစ်လောက်မိုးတို့ထက်ကြီးရယ်အတန်နဲ့နဲ့တိုးနေသလားတဲ့ဟုတ်လားဘောလုံးချက်ကြည့်လိုက်လေဒါဆိုဒါတော့ပုံမှန်အတန်ပဲဆိုတော့ဒီလောက်ပဲကြာမယ်ထင်တယ်အကျဉ်းနေကြီးရဲ့ကျမတို့မျက်ရည်နဲ့မျက်ခွက်ဆိုတဲ့အတက်နေမှာတခါတတိပါလစ်သွားမယ်တက်သွားတာတခါအဲ့လိုမျိုးကျွန်တော်တို့ကနေအလိုက်ဒီနေ့အကျဉ်းနေဆိုရင်ထဲမှာမုန်းကြက်ပြီးအဲ့လိုမျိုးနေ့ပြန်အတက်ဆိုတခါရဲ့ဟိုကသွေးဆောင်တက်အဲ့လိုမျိုးအကျိုးနေဆိုလို့ရှိရင်အဲ့လိုမျိုးဒါသိရမလားစီဗီလေးကိုညဆောင်မျောကြည့်ရှုပြီးတော့ကြိုးစိုးပြီးတော့အဲ့လိုမျိုးရှင်ထဲမှာဘယ်လိုလေးဝင်လာမလဲ character လေးကိုကြိုးစိုးနေတာဒီမှာကြာနေမှာဆိုတော့နည်းနည်း depression တွေကကြာလာမကောင်းတော့သိရမလားမှုတွေကမကောင်းတော့ကြက်နေလဲဆိုတော့ရတော့ရှင်ထဲမှာမုန်းကြက်လာနေ့ပြန်အတက်နေမှာတစ်ခါတက်သွားလို့အဲ့လိုမျိုးဖြစ်အောင်လို့ဒါပုတ်ပါလေးပါဇက်ကားလေးဟာတာကားလေးပေါ့မိုးလေးကချစ်စရာလေးတဲ့လွမ်းနေတာတားရီတဲ့ဟုတ်ကဲ့ပါဗျာအားလုံးကြည့်ဆိုင်ကြပါအများကြီးလွမ်းပါတယ်ကျွန်တော်လည်းတားရီဆူတောင်းကြမ်းလိုက်တာတဲ့ဩအတက်နေကြတယ်ပြောရမယ်ထင်တယ်တဲ့တေးပါပြီလို့တားငယ်လေးနေရာကတကယ်တိုးဆောင်ကောင်းပါတယ်တဲ့ဟုတ်ကဲ့ပါဗျာရန်စိတ်တင်ကြီးနေကြမှာဆိုလို့ရှာပြောစရာလေးတွေပြောပြတာနော်အဲဆိုကိုပြေဆောင်ကတဲ့မိုးကိုဘာလို့မဖမ်းတာလဲတဲ့ကိုပြေဆောင်ကဘာလို့မိုးကိုမဖမ်းတာလဲလို့ဆိုတော့ကိုကဖြစ်လို့နေမှာပေါ့ကိုတောင်ထဲမှာတော့ဟိုရွာစလူးထနေမှာဆိုလို့ထင်တယ်သိရမလားတကယ်တော့ကိုပြေဆောင်မဖမ်းရတဲ့အကြောင်းကြီးလည်းရှိမှာပေါ့မသိဘူးဖြိုင်းတယ်ကိုပြေဆောင်ပဲသွားမိခန့်တယ်မို့ရေတဲ့အသေးလေးလုံးပြပါတဲ့ထွန်းဟာတာကလည်းရီကမျက်ရည်တောင်ကျတယ်တဲ့ဩဟာတာကိုင်းမှာတချို့ဟာတာကိုင်းဆိုလို့ရှိရင်မျက်ရည်ကျအောင်ရီရတာရှိတယ်အဲ့လိုပဲအဲ့စတဲ့မှာရဲ့ပိုးနဲ့ပြည်စုံရဲ့မဖြစ်တယ်ငါညထွက်တာမှာမိုးကလမ်းနေကြံခဲ့မှာနော်တဲ့လက်တွေလည်းညောင်းနေပါပြီတဲ့ခလေးဆိုတာအကုန်ပြောပြရတယ်တဲ့အတော်တယောက်ကိုလည်းမိုးလေးကခါလက်ထောက်ပြီးတဲ့
ရန်တွေးတဲ့အခန်းလေးကြိုက်ဆုံးပဲတဲ့ဘယ်လိုอ่ะဒါတော့ဘယ်လိုอ่ะလဲဟောဒီမှာဘိုင်လာပြောနေပြန်မလို့တော့တကယ်ပြအဲ့ဒီချိန်မှာတော့လေအတော်ကြီးရလဲလေတကယ်ကိုလဲလေလုံးဝတကယ်မှုအပြည့်သွားလဲလုံးဝရက်ွက်တွေကအတော်ကြီးလိုမျိုးပဲစွာအဲ့ချိန်မှာသိရမလားတငယ်ချင်းစောလဲဖြစ်တယ်ပြီးတော့ခန့်တယ်မိုးအဲ့မှာခန့်တယ်မိုးဆိုတဲ့ character လေးကတွေးကြည့်လိုက်လို့ရှိရင်လေသူလဲတငယ်ချင်းတိလို့ရှိရင်ဆက်တိမခံနေမှာပါရွာပြီးတော့သူတငယ်ချင်းစိတ်ကြီးရှုံနေတဲ့အချိန်မှာပြီးတော့နောက်တစ်ခုကကျတော့ဒီလာပြီးတော့ကိုယ်မဟုတ်တာကြီးလာပြီးတော့ပြောနေတာဖြစ်တဲ့ပြင်သိရမလားလာပြီးတော့မှပြန်ပြီးတော့ရန်တွေးနေတာဆိုတော့အဲ့လိုမျိုးပုံစံလေးပြန်ပြီးတော့စွာတဲ့ character လိုမျိုးလေးပြန်ဖြစ်သွားတာပေါ့နော်အဲ့ခံလေးလည်းသဘောကျတဲ့အချိန်ဘယ်လိုဘာလို့လဲဆိုတော့တကယ်လေးရိုက်နေတဲ့အချိန်မှာလည်းဟိုတရုပ်ဆောင်ရတာလည်းကောင်းတယ်ကွာသိလားကောင်းတယ်ဇာဝင်ကတော်တော်များများကြိုက်တယ်ပြီးတော့အဲ့ဘာလဲအိမ်မက်စင်လဲဒါကတော့ကြောင်းစဉ်းစားထိပါသေးတယ်တကယ်ချင်းဆက်ထိမခံဆိုရင်ဘာလို့တဲ့ကိုပြေဆောင်ကြာတော့တဲ့ကာကွယ်နေရတဲ့အဲ့ကြောင့်ပြောရလေတခြားလူတွေနဲ့ဆိုလို့ရှိရင်ဆက်ထိမခံဘူးဒါပေမဲ့ကိုပြေဆောင်နေကြတော့ဒါမိုးကသူ့ရဲ့ရင်ထဲမှာရှိနေတယ်လို့လေသိရမလားအရာအလုံးနဲ့တော့မှသူကကာကွယ်ပေးမယ်ဆိုတဲ့သဘောလေးမိုးတဲ့ဘာဖြစ်လဲမညာရင်ဆီယာမအိမ်နဲ့ဆီယာမအိမ်ကြီးရှူပါဟာကတ်တဲ့မိုးရဲ့ဆီယာမရေကိုလက်ပါဆီယာမရေတိုက်ခန်းသေးဝယ်ထားလိုက်တော့ဘယ်လိုဆီယာမရေတိုက်ခန်းသေးဝယ်ထားလိုက်တော့အတက်နေကြာရတဲ့တေးကြရတဲ့စေးုံတက်ရမှာဟောရှောင်းမပြောနဲ့ခောက်ဆွဲမှာရန်တွေ့ရလေရတယ်ရှိုင်းကိုလည်းပြန်ခံစဉ်းစားထိလားမထိလားမပြောတတ်သေးဘူးရှိုင်းလေမထိရင်တော့စဉ်းစားမထိဘူးဆိုရင်တော့မိုက်မယ်ပေါ့နော်မိုးကတော့ကိုပြေးဆောင်ကြကာဝယ်ပေးရမျက်ရည်ပါကြတယ်တဲ့မတူဘူးလေနော်မမြင်ပေးပါကလေးရဲ့ဟိုမြင်ပေးပါပြီဗျာမနေ့ကြာရင်နဲ့ SE မဖြစ်ရဘူးနော်တဲ့ဟုတ်တာပဲလက်ပြန်ကြည့်ရဖို့တော့တိတ်တောင်မလို့တော့ဒီညလေးကိုဖြတ်တန်းပြီးသွားပြီဆိုရင်လက်ပြန်ကြရင်စသိမ်းမိုင်းကြည့်ရတော့မယ်မနေ့ကြာရင်မနေ့ကငိုနေရသေးတာတနာပါတယ်အေးဝအိတ်ချပါဟုတ်တယ်မနေ့ပြန်အတွက်အားပေးစကားကတော့အေးဝအိတ်ထားပါအသက်ကိုပုံမှန်ရှူပါအသက်ကိုပုံမှန်ရှူအေးဝအိတ်တရားများမှတ်တေးကြရဲရှင်းလို့ညာမှာမိုးဆိုတဲ့နာမည်လေးနဲ့လိုက်တယ်မြန်ဖြတ်တန်းကျင်နေပြီဒီညလေးကိုတဲ့အိတ်လိုက်လေးရဆိုလဲအိတ်လိုက်မနေ့နိုးလာလို့ရှင်ကဒီညကြော်သွားလိမ့်မယ်ကိုပြေဆောင်ပြန်မေးဆွဲပြီးမိုးနဲ့ပေးစားပြမယ်မနေ့ဖြန်နဲ့ကိုပြေဆောင်ဒါရင်ပြန်ပေးဆွဲလို့ရအောင်လို့မိုးဆိုတဲ့နာမည်လေးနဲ့ရမ်းလိုက်တယ်ကျေးဇူးပါဗျာတားရည်မေတို့စကားပဲပြောလဲဘာမှမဖြစ်ဘူးနော်ဖုန်ကြီးလေတန်နေတဲ့ဘာဖြစ်လဲဖုန်ကြီးလေတန်နေတဲ့သူ့ရဲ့အသေးရော်လေးနဲ့စကားပြောချင်လို့တဲ့တဲရီလိုင်းတက်မှာကိုမကြော်သွားတာပေါက်စားလေးအများကြီးချစ်တယ်နော်တဲ့ခုညဘာနဲ့စားလဲဆိုတော့ကြက်သားကြော်ရယ်ပစွန်ရယ်ကြော်ရယ်နဲ့စားတယ်ခက်တယ်မိုးရော
မိုးဘယ်သူနဲ့မှသဘောမတူဘူးတဲ့ကျမနဲ့လည်းညားစီခြင်းလို့တဲ့ဟောPKK ကိုသွားမယ်မိုးရည်တဲ့ let's go ဇက်သိန်းကြည့်ပြီးတဲ့ဇက်သိန်းကြည့်ပြီးရင်လူကဘလိုတွေခါနေမှမသိဘူးတဲ့မိုးဆိုတဲ့နာမည်လေးကအမေရဲ့ထိတ်ဆနာမည်လေးနဲ့သူအဆိုင်အမြဲကြည့်နေရတာဟုတ်နဲပြန်မိုးတိုင်းရှိုင်းတောင်းယူပေးပါတဲ့ခလေးလေးရဗျာရမ်းရှိတယ်အများကြီးတဲ့ဟုတ်ကဲ့ပါမိုးလေးငိုတာတဲ့မြင်ရတာစိတ်မကောင်းဘူးတဲ့တူပါပဲမိုးလေးငိုချင်မှာအတင်းငိုခိုင်းလို့တော့ငိုလိုက်ရတယ်ကိုပြေဆုံးမကောင်းချောင်းစိုးလေးနဲ့ပေါင်းစိုးလေးမကောင်းချောင်းဝနာခေါင်နဲ့ပေါင်းဝနာခေါင်မကောင်းချောင်းတုတ္တမောင်နဲ့ပေါင်းတုတ္တမောင်မကောင်းချောင်းကြည်တာနဲ့ပေါင်းကြည်တာမကောင်းရင်ထက်ချောင်းဥကြော်နဲ့ပေါင်းဥကြော်မကောင်းချောင်းဘယ်သူနဲ့မှမပေါင်းခါရဲတကိုကြီးလူပြိုကြီးမိုးအိုးရေမိုးရေထိုင်ရကြည့်နေတယ်ဟုတ်ကဲ့ပါတကြံမှာဘာကြီးလုပ်နေလဲဆိုတော့တကြံဗျာမလို့အိမ်မှာပဲဟွာလောက်ရှာရှိရဲ့အလုပ်ကလေးလုပ်တယ်ပြီးရင်နောက်ထပ် plan လေးလုပ်ဖြစ်တယ်အလုပ်ကိစ္စလေးလည်းဆိုင်ဒီအိမ်ကနေပြီးတော့တခြားပဲလေးလိုက်ပြီးတော့လုပ်နေရပေါ့နော်လက်ဖြင့်စက်သိမ်းမှာကိုကြီးကိုမုန်းလိုက်ပါငိုတဲ့မနဲ့မငိုချင်ဘူးနော်တဲ့ငိုရပါဘူးညမ်းပြောရမှာလူပြိုကြီးပဲလောက်တော့တဲ့တီဗီမှန်းနေတာလည်းညောင်းအဲ့ဒါကြီးကြာမှန်းတယ်ဟုတ်တက်တယ်အဲ့လိုမျိုးကြံမလဲတာချင်းတူတယ်မိုးရဲ့ဦးကျော်ပါလာပြီတဲ့လိမ္မာတော့လေးမိုးရချစ်တယ်တော့တဲ့ဦးကျော်မကောင်းချောင်းနဲ့ဒိုးနဲ့ပေါင်းနဲ့အလဲအတမ်းမကြားရဘူးတဲ့ဟမ်တမ်းမကြားရဘူးလားဒီကားပြီးမျက်ရည်တွေ့တယ်ရော်ကြီးနေနေတဲ့ဟာကြီးပေါင်းစရာမရှိနေဒိုးနဲ့ပေါင်းပဲလေဘယ်သူမှမကောင်းလို့ကြောင်းနဲ့မီးနဲ့ပဲပေါင်းတော့တဲ့မိုးတဲ့ဘာလို့ချစ်ဖို့ကောင်းတာလဲတဲ့ချစ်ချင်လို့နေမှာပေါ့တေချာပါရှင်နဲ့ဒိုးနဲ့ညမှာပါတဲ့အကုန်လုံးစိတ်နန္ဒာနဲ့ထားခဲ့ပြီးမမတ်စီလာခဲ့ပေါင်းစရာမရှိတော့ရင်နဲ့ဒိုးနဲ့ပေါင်းမယ်လေကိုတဲ့စကားရမှာညာတာဆိုတဲ့ခလေးလေးခမမေးရတက်ရှိစီလေးရဲ့ဟုတ်တယ်အတန်တိုးတယ်တဲ့ဟုတ်လားချိန်တိုင်းမှာရှိနေတဲ့ဘယ်ခါမှမပြောင်းလဲမိကြောင်ပါပဲရှင်တဲ့ကိုရဲ့ဘဝလေးဒီ
မှာတဲ့စင်တိုင်းထိုးမှာမို့လို့လည်းညစာဆိုင်ကြည့်နေရတော့တဲ့မှန်လည်းဖတ်ပါအောင်တဲ့ပန်းယုံဟိမှန်ဖတ်ပြလိုက်ပါပြီဗျာဖွားတွေ့တဲ့ဖွားတယ်လည်းပိုင်းဟိုတဲ့ဥပရဲ့နာမည်ခေါ်ပေးပါအောင်တဲ့ချိုင်းလေးတန်လေးတဲ့ရန်ကောင်းနေတဲ့နောက်ကဘယ်တော့ရာရာတိုင်းကကျေးဇူးတင်နေမယ်အမြဲရှိနေပေကိုယ်တရှိစေရမယ်ဒီနေ့ပထောက်ပန်းလဲပေးတယ်ပြီးတော့မိုးလုံးကြီးပေါ်လဲကျွေးတယ်နော်တရှင်လေးတွေအတိုင်းပဲအားလုံးပဲတက်ရှိကြမှာကြပါစေနောက်ကျသွားပြီရဘသူတို့ဤစားကိုကျူးနေရလဲအကုန်ပဲအကုန်ပါတယ်ချပင်ထောင်ထားတာကြားမြို့တော်နဲ့ထိမိတော့မယ်တဲ့အဲ့တော့လည်းဟုတ်ပါဘူးရှင်တန်နေတဲ့ကိုရဲ့ဘဝလေးပျော်ရွှင်ခွင့်ပေးထာဝရမြဲနေပေးတော့ပန်းမြင်တော့တဲ့နေဦးလေးကိုသတိရတယ်ဟုတ်တယ်အဲ့ရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲလေဘယ်လိုပြောမလဲမနေ့ကဆိုလို့ရှိရင်လည်းမနေ့ကဆိုလို့ရှိရင်လည်းခါရမီရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းတကယ်ကိုຫນွေဦးဆိုတဲ့ကလေးလေးတယောက်ကပေါ့နော်အဲ့ကာလတိုင်းပိုင်းခြားမှာကြတော့ဒီဘယ်လိုပြောမလဲတကယ်ကိုအဲ့ဒါကြောင့်နည်းနည်းလေးရှေးခေတ်ဆန်တယ်လို့ပြောရမှာပေါ့နော်အဲ့လိုမျိုး retro vibe ဆိုတော့ပို့ပြီးတော့လေဒီလူကြီးတွေကအစားကွာအဲ့လိုမျိုးအရင်လက်မခံသေးတဲ့အချိန်ကာလအပိုင်းခြားပေါ့နော်အဲ့လိုမျိုးပိုင်းခြားမှာဆိုလို့ရှိရင်အဲ့ရဲ့ຫນွေဦးဆိုတဲ့ character လေးမှုကလည်းတစ်မျိုးအခုဒီဘက်ခေတ်မှာဒီဘက်မှာဆိုလို့ရှိရင်လည်း2000ခုနှစ်မှာဆိုလို့ရှိရင်ဒီခတ်တယ်မိုးဆိုတဲ့ character လေးရဲ့ခံစားချက်ကလည်းတစ်မျိုးတကယ်ကိုမတူဘူးပေါ့နော်သူတို့ဒီဇက်ကောင်နှစ်ခုကဒါမဲ့ဒီຫນွေဦးလေးရကြတော့ကန်ကောင်းတယ်လို့ပြောရမယ်ခတ်တယ်မိုးကတော့အခုထိတော့ကန်မကောင်းသေးဘူးပေါ့နော်နည်းနည်းလေကန်ကောင်းမလားမကောင်းမလားဆက်ကြည့်အော်ပြောဆိုင်မနေ့ကပြောထားတဲ့ cover sound လေးကလည်းမကြခင်မှာပြပါမကြခင်မှာအရှိကလေးကိုလက်ထဲကိုထည့်ပေးပါမယ်ဆက်ပြီးတော့နောက်ထောင်အောင်ပါဘာလို့လဲဆိုတော့ဒီတချင်းလေးကတချင်းတော့ကလည်းအရန်နာမည်ကြီးပြီးတော့လူကြိုက်လည်းရမ်းများခဲ့တယ်ပြီးတော့အရန်လည်းချစ်ဖို့ကောင်းတယ်အဲ့တချင်းလေးကိုဆိုင်ဒီပြန်ပြီးတော့ပေါ့နော်ကာဘာအနေနဲ့ပြန်လဲတီးဆိုဖို့အတွက်ကိုမူရင်းစီရနေပြီးတော့ပေါ့နော်ခွန်ပြုချက်တွေနဲ့တေးချာလေးရှာထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မကြခင်မှာအရှိကလေးတို့စီကိုရောက်လာပါမယ်နာမည်ခေါ်ပေးပါအောင်တဲ့မိုးပြည့်ရှန်ကားရတဲ့အခြေဦးမျိုးက ace ခတ်တယ်မိုးကလက်ရှိကြီးစားဟာမိုက်တယ်ကွာရုံခင်လိုက်တာရှင်တဲ့တာဝန်ယူတယ်အော်ဘာကြီးတော့
ရန်ချစ်တဲ့ကလေးလေးအများကြီးချစ်ပါတယ်ဗျာချစ်တာတခုရဲ့တည်တယ်အဲ့တချင်းလာရတယ်ဟုတ်ဘူးအဲ့တချင်းလာဆိုမဟုတ်ဆိုင်တစ်ခါမဆိုဘူးသေးဘူးအဲ့တချင်းစတဲ့ဘိုင်းတော့ရင်ခုန်နေပြီတဲ့မောင်းရင်ဝင်ရနေတဲ့လိုက်အမိပြေးလာတာခလုတ်တိုက်ပြီးစော်ကြီးရင်ဝင်နဲ့တန်းရောက်တာပဲဩစိုးစိတ်တိုးတိတ်လွမ်းချိန်လာရှင်နဲ့ကာကွာဆောင်းလာတယ်မဟုတ်ပါဘူးဗျာမဟုတ်ရပါဘူးဗျာမင်းဤစားကနိုင်ငံခြားကဆိုဗျာမဟုတ်ရပါဘူးဗျာ记到爸妈那种干没呢？记到都写了，我考啊，考完都标了的。哎呀，我考完都标了的。哎呀，你写不？啊！我们现在住外吧。ကြည့်ပြီးငိုတော့မှလာငိုးတဲ့မခံစားကြည့်စေချင်ဘူးတဲ့မိုးငိုနေတာကိုမကြည့်ရဘူးတဲ့အဲ့ခံမှာရန်ငိုရတာမိုးတနာလိုက်တာတဲ့မြန်မာတန်စင်လားခစ်ပေါ်တေးလားမြန်မာတန်စင်လားခစ်ပေါ်တေးလားဆိုတော့ခစ်ပေါ်တေးပါမြန်မာတန်စင်မဟုတ်သေးဘူးတာရီငိုနေသူကကြည့်ပြသေးတာအဲ့ခံမှာမိုးလေးတနာဆုံးမလို့ကြပါနဲ့ကွာတဲ့လောက်ကြပါနဲ့ကွာငါတောင်းနေပါကွာကိုပြေးဆောင်နေတဲ့မိုးကဘယ်ကိုပျောက်ပျောက်သွားတာလဲမသိပါဘူးကိုပြေးဆောင်ကဘယ်ကိုခေါ်ခေါ်သွားမှမသိဘူးမိုးကမလိုက်ချင်ပါဘူးဆိုမှဂျုံနေမလားမိုးကမလိုက်ချင်ဘူးကိုပြေးဆောင်ဘယ်ခေါ်ခေါ်သွားမှမသိဘူးအဲ့လိုနဲ့ညနေမှာပျောက်သွားတာဒီလိုပဲမိုးပါတယ်တဲ့တချင်းမလားတဲ့စိတ်ချင်းဆက်စိတ်ချင်းဘာဖြစ်တယ်မရတော့ဘုံမဲရုပ်လေးဖြစ်နေမျက်နှာလေးရတဲ့မနေ့ပြန်ပြောခြင်းနဲ့မိုးရဲ့တဲ့ပြောရမယ်နော်မသိတော့ကိုပြေးဆောင်ကချင်းကားနေတာတဲ့မမဘာဖြစ်တယ်မမစီကိုလာခဲ့ပါလားအလိုလိုမရဲ့အလိုလိုပါဆိုမိုးကလည်းရှင်ရုံနေခုံစားနဲ့ပါအောင်မိုးမလိုက်ချင်တာယုံနေတော့တဲ့မိုးကိုရန်ယုံနေလို့မပြောဘူးစစ်တကယ်ကိုချစ်မိုးကလေးပါရှိုင်းလေးတဲ့ဟုတ်ကဲ့ပါဗျစော်ကြီးရဲ့ကျန်းချစ်တယ်လို့တဲ့ဟုတ်ကဲ့ပါမိုးကတဲ့ဗျကိုကျမကြီးဆိုင်တော့ဟုတ်ကဲ့စကားရဲမှာဘာဖြစ်တယ်အချင်းရရင်မာတန်စင်လေးဆိုပေးအောင်တော့ရရှိုင်းတန်နဲ့လိုက်တယ်မိဘနဲ့ဆိုပြီးတော့အနုပညာပန်းနိုင်ခြင်းလေးရန်ကောင်းနေတော့ဟုတ်ကဲ့ပါဗျာဇတိန်လာစီခြင်းနဲ့မိုးရဲတဲ့ခုဆိုရင်ဇတိန်လေးကိုတည်ရဖို့အတွက်ကိုဆိုရင်9နာရီထိုးပြီးဆိုရင်12နာရီတိဒါလိုပါတော့ခင်ဗျာနေ့ပြန်ဆိုရင်အပိုင်း17
ပိုင်း7မှာ share ခန်းပါတယ်အပိုင်း7ကြပြန်တော့လေအမိုက်စားစင်းနေပါတယ်ခက်တယ်မိုးတဲ့ဗာလေပြည်စုံနဲ့မိုးနေရစကားတဲ့ညားလာလားဗာကြီးမိုးတွေနေကောင်းနေတော့မိုးကရမ်းနေကောင်းတယ်မန်းနာများပြီတဲ့ပိုင်ရှင်မရှိသေးတဲ့ဇော်ကြီးရဲ့ပိုင်ရှင်သူဖြစ်လိုက်ချင်ပါတယ်ဇော်ကြီးတို့ကတော့ဒီနှစ်တကြံအောင်ရေမစိုးပဲဖြတ်တန်းရမှာဖြစ်ပါတယ်ရေလုံးဝမစိုးရဲဇော်ကြီးဖြစ်ပါတယ်ယာစတဲ့လေးငိုရမှာလားတကြံတွင်ကြီးတဲ့ငိုခိုင်းကြတာနော်တဲ့ဟုတ်ပါဘူးအဲ့လိုလည်းမဟုတ်ပါဘူးတကြံတွင်ကိုသိရမှာလားအဲ့လိုမျိုးကုသိုလ်တရားဘာဝနာတွေအဲ့လိုမျိုးပွားများနိုင်အောင်လို့ဒုက္ခအဲ့လိုမျိုးသိရမှာလားအဲ့လိုမျိုးမမြင်ခြင်းတရားတွေပါလားမမြင်ခြင်းတရားတွေပါလားအဲ့လိုမျိုးဒါဘယ်လိုပြောမလဲကိုယ့်ရဲ့စိတ်မှာဟောစားတရားမှတ်လို့ရအောင်လို့ဒါအဲ့လိုမျိုးຫນွေဦးလေးကိုလွမ်းနေကြရတယ်ဟုတ်ကဲ့ပါဗျဖြည်းဖြည်းတူပါကလေးလည်းမမ်းမြင်ပါတော့တဲ့ဟုတ်ကဲ့ယုံနေတောက်ယုံနေပါလေရှမ်းဆိုချင်တာလားလာလောင်းမယ်ရတယ်အိမ်မှာပဲနေလိုက်မယ်ချီလာမလောင်းလားတဲ့ဟိုပါတဲ့သူကလူတော်လို့ဖြုံနေတယ်မမလည်းတဲ့ရေမဆိုးဘူးဆိုတော့ဒါဖူးစားပဲတဲ့မိဟိုတဲ့မိပေးရပါဆူတောင်းနေပေးခဲ့လို့လေတဲ့စသိမ်းပိုင်းကြည့်ရှင်လို့ရမနေ့ပြန်အောင်မြန်ရောက်ရှင်နေပြီတဲ့ Shine Live လေးက9နာရီကြာလို့ရှင်ပိတ်လိုက်မယ်နော်9နာရီထိပြန်ပေးပါမယ်ဘာလို့လဲဆိုတော့9နာရီဆိုမီးပြတ်မလားမသိဘူးမီးပြတ်ရင်မီးလာရဲ့ချစ်ကလေးတို့စီကိုလာလဲမယ်မိုးနဲ့ကိုပြေးဆောင်ကိုဒီနဲ့တူတဲ့ edit တွေလုပ်ပေးတာငိုရလို့တဲ့ဟုတ်တယ်အရန်တော်တော့ဆရာအဲ့ပါလေ series တွေက director တွေရောအဲ့ဆရာမတို့ producer ဆရာမတို့ကစာပြောတာ fan လေးတွေကအရန်ကိုတော်ပြီးအရန်လည်းချစ်ဖို့ကောင်းကြတယ်သူတို့ရဲ့တော်တော်ပဲဆက်ထဲကိုစီးမျောပြီးတော့အရန်ကိုခံစားနေကြရတာပေါ့နော်သူတို့ကတခုဆိုလို့ရင်လာပြောပြီးဒီလိုလေး edit ထားတော်လိုက်တာသူတို့ edit လိုက်တော့မှပဲပို့ပြီးတော့မှအသက်ဝင်သွားရဲ့အဲ့လိုမျိုးတည်မှာတနာစရာတကယ်ကိုတနာစရာလေးချစ်စရာလေးဆိုလဲတကယ်ကိုချစ်စရာလေးတည်မှာအဲ့လိုမျိုးလေးဘေးနောက်တစ်ခါကျတော့ဒီလိုတွေပြောနေကြပြီဆရာမတို့တော့ကြောက်တယ်နော်ဗာလဲဇညွန်ရေးတဲ့ဆရာမရောဒါရိုက်တာဆရာမအတူတူပဲဆိုတော့လေဆရာမကြောက်တယ်နော်အဲ့လိုမျိုးတကူဆိုလို့ချင်းတကယ် fan လေးတွေအရန်ချစ်ဖို့ကောင်းတယ်ပြီးတော့ဒီဇာကားလေးပေါ်ကိုလည်းစိတ်နေပြီးတော့အခုဆိုရင်ဒါထပ်တူကြည့်ပေးကြတဲ့အတွက်ပေါ့နော်တကယ်ဝမ်းလဲဝမ်းသားတယ်စူးစမ်းခဲ့ရကြိုးလဲနဲ့တယ်အခုချိန်မှာအကုန်လုံးကဒါဒီမိုးနဲ့အတူတူကိုပြေဆုံးနဲ့အတူတူဒီအားလုံးပါဝင်တဲ့ character တိုင်းစီနဲ့အတူတူအားလုံးကဒီ series တစ်ခုလုံးမှာတသားတည်းစီးမျောပြီးတော့တကယ်ကို character တစ်ခုဆိုတဲ့ပုံစံမျိုးပဲမြင်ပြီးတော့ရှင်ထဲကိုရအောင်ခံစားပေးကြတဲ့အတွက်တကယ်ကိုစူးစမ်းခဲ့ရကြိုးလဲနဲ့တယ်ဒီ all what တဲ့ series တင်းတစ်ခုလုံးကလည်းအများကြီးကျင်းနေကြတယ်အများကြီးလည်းစူးစမ်းရကြိုးနေကြပါတယ်လို့ပြီးတော့အခုလိုမျိုးအထီးဝင်ရပေးပြီးအားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်တယ်အဲ့တော့မနေ့ပြန်ကြလို့ရှိရင်လည်းစက်သိန်းလေးကိုလည်းစောင့်ကြည့်ပေးပါအဲ့ဒါပြောချင်ပါတယ်လိုင်းမပိတ်ခင်နာမည်လေးခေါ်ပြပါဝါခဏနေရေလောင်းမယ်တဲ့ခန့်တယ်မိုးတဲ့လိုက်မှန်းမြင်ပါတော့တဲ့ဇက်သိန်းကြည့်ကျင်နေပါပြီနေတိုင်းစောင့်ကြည့်ပြီးတော့မုန်နေရတယ်မိုးကိုတနာလို့တဲ့ဟောဖွားကတဲ့ဒီနေ့မနက်ကမှခွဲကန်းဝင်ထားလို့တဲ့ဖွားအတွက်ဆူတောင်းစကားလေးပြောပြပါအောင်ကလေးတဲ့ဖွားခင်ချိုအေးဘာဖြစ်တာလဲတော့မသိဘူးပေါ့နော်ခွဲကန်းဝင်ထားရဲဆိုတော့အများကြီးတက်တာပြီးတော့အများကြီးကျမ်းပါပါစေလို့ပြီးတော့စသရရလည်းပို့ပြီးတော့ခယူးဆိုင်ပါလို့နေ့တက်ကနေစပြီးတော့ကျမ်းမာခြင်းနေ
ဒီချမ်းစိတ်ချမ်းသာကိုချမ်းသာဖြစ်ပြီးတော့ဒီနှစ်တစ်နှစ်လုံးမှာချစ်ခင်ရမိသားစုတွေတာသမီတွေပဲဖြစ်ပါစေအားလုံးနဲ့တူတူပဲရှင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာပြီးတော့ fighting မှာဟိုဖွာတားလေးရေနည်းနည်းခေါ်ပေးပါအောင်နဲ့ဤသစင်ဖြိုးအာဝပေးပါလို့ပြောနေအောင်မင်းကြောင်စောင်းနေရဲ့ရအာဝမှမိုးရှိတဲ့ဝန်တော်တော်ဖြစ်နေကြမိုးတိုင်းပဲကိုပြေဆုံးအင်္ဂလိပ်စာလေးပေးပါလားရှာရဲပြန်ပေးဆွဲပြီးခက်ချုံနဲ့ပေးစားခြင်းလို့ပဲကိုပြေဆုံးရဲ့အိမ်ရလားကိုပြေဆုံးရဲ့အိမ်ရဗမာလည်းမသိဘူး live map ပိတ်ခင်နဲ့လက်မှတ်လေးမြင်ပေးပါရရွှေရမင်းဦးမမဖြူလေးလို့ခေါ်ပေးပါအောင်မိုးလေးရမမဖြူလေးအဲ့ဒီဟိုတဲ့တကူ series လေးဆိုလို့ရှိရင်လည်းအရန်တိုက်ဆိုင်တာပါလဲဆိုတော့အဲ့နှလုံးသားသုံးကရိုက်နေတဲ့အချိန်မှာပဲလားမသိဘူးနှလုံးသားသုံးကရိုက်နေတဲ့အချိန်လေးမှာဟိုအဲ့ဒီမှာမပြီးသေးဘူး series လေးကရိုက်နေတော့မှရှိသေးတယ်ရိုက်ကွင်းမှာပဲရှိသေးတယ်အဲ့မှာဖုန်းဆက်လာတာရှိုင်းစီကိုအဲ့ producer ဘက်ကနေပြီးတော့ဖုန်းဆက်လဲဖက်ဆက်လာတော့ဝတ်တဲ့တကူဆိုရဲ series လေးပေါ့နော်တကြံဇက်ကားလေးတဲ့လိုမျိုးရိုက်ချင်တယ်ပေါ့နော်ရိုက်ချင်တဲ့ဟုတ်လို့ရှာအခုတော့လို့ရိုက်ကူးလေးဝင်နေတာပေါ့နော်ရိုက်ကူးလေးဝင်နေနှလုံးသားသုံးကန်လေးလည်းရိုက်နေတာဆိုတော့ series ကလည်းမပြတ်သေးဘူးဒါပေမဲ့တကြံဇက်ကားလေးဖြစ်တယ်ဆိုတော့လေဒီနှစ်အတွက်တကြံကားလေးကလည်းအမှတ်တရဖြစ်ချင်တာလည်းပါတာဆိုတော့ဘယ်လိုမျိုးလေးလဲပေါ့ဘယ်လိုမျိုးလေးလဲဆိုစံမေးကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီဝတ်တဲ့တကူ producer ဘက်တရားပေါ့နော်ဆရာမတို့ဘက်ကနေပြီးတော့တကြံစကားပို့ပါလေးပေါ့နော်တကယ်လည်းပို့ပါလေးဆိုပြီးအဲ့လိုမျိုးပြောတာနော်တကြံစကားလေးပို့ပါလေးတဲ့အရန်စိတ်ဝင်စားဖို့လည်းကောင်းတယ်ပေါ့နော်ပြီးတော့ခလေးတွေဒီလိုမျိုးလူငယ်ဆက်လေးပဲပေါ့ဒီခလေးတငယ်ချင်း6ယောက်9ယောက်ရှိမယ်ပြောလို့ရှိရင်သူတို့တင်မှာဟိုမတူညီရဲ့ဇလန်းဆက်အိမ်ပုံစံမျိုးလေးရှိရပေါ့နော်အဲ့လိုမျိုးလေးရှိရအဲ့မှာဒီ character လေးတစ်ခုကထူးထူးခြားခြားနဲ့ကိုမှဟိုရှိုင်းကိုမြင်တယ်ပေါ့နော်ဒီ character လေးမှာတရုပ်ဆောင်ဖို့အတွက်မြင်တယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာရှိုင်းလဲဒါစိတ်ဝင်စားတယ်ဘာလို့ပဲဖြစ်ဖြစ်သိရမလားအဲ့တော့ဇက်လေးကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာတကယ်ကိုလည်းဇလန်းသွားတဲ့ဇလန်းပုံစံမျိုးလေးကိုလည်းကြိုက်တယ်ပြီးတော့ရှိုင်းအနေနဲ့လည်းဟိုဒီနှစ်အတွက်တကြံအမှတ်တရလေးလည်းဖြစ်တာအပြင်ကိုမှဘယ်လိုမျိုးစိတ်ထဲမှာလည်းဒီဇက်ကောင်လေးကတစ်ချိန်ထဲမှာအဲ့ဇလန်းပြောနေတဲ့အချိန်မှာဇလန်းဇက်ကောင်လေးကကို့ဒီရင်ထဲမှာလာပြီးတော့စိုးမိုးနေတာဆိုတော့အဲ့အချိန်မှာလေဟိုဟာဒီမိုးဆိုတဲ့ဇက်ကောင်လေးကဟိုစိတ်ထဲမှာရှိနေပြီကွာသိရမလားအဲ့တော့ကြောင့်မလို့ဒါတေးကြပြီငါဒီဇက်ကားလေးကိုရိုက်ကိုရိုက်မယ်ဆိုပြီးဆုံးဖြတ်ချက်ချပြီးတော့โอเคလို့ခြံရတော့ဒီဟာလေးကိုဟိုလက်ခံမယ်ရိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးရိုက်ကိုရေးပါညှိချရင်ရက်လေးရလဲရိုက်ဖို့တော့အဆင်ပြေသွားတာနဲ့ဆရာမတို့ကလာချိတ်တာနဲ့အဲ့လိုရိုက်ဖြစ်သွားတာဒီဝတ်တဲ့တကူဆိုလို့ရှိရင်အမှတ်တရပေါ့နော်အဲ့တော့ပျော်တယ်ဘာလို့ဆိုတော့ကိုယ့်ကိုဒီ character ကိုယုံကြည်နေသူတို့ဒီ producer ဘက်ကနေပြီးတော့ဓာတ်ရိုက်လာချိတ်တာဆိုတော့ဟိုပို့ပြီးတော့လဲဟိုကိုယ့်အနေနဲ့ဒါဝမ်းမြောက်ဝမ်းသာဖြစ်တယ်ပေါ့နော်ဒီ character တစ်ခုကိုဟိုယုံကြည်စိတ်ချပြီးတော့ဇော်ရှိုင်းထက်ကိုမြင်ပြီးတော့သူတို့ဒါလောက်ထားတဲ့ character လေးတစ်ခုလိုမျိုးတော့မှာနော်အဲ့လိုမျိုးပြောကြတာဆိုတော့ဟုတ်ပြီစူးစမ်းမယ်အကောင်းဆုံးစူးစမ်းမယ်ကျွန်တော်ဒီ character တစ်ခုပေါ့နော်ပြီးတော့ရှိုင်းရဲ့အချင်းရတယ်ဒီ character တစ်ခုကိုရပြီဆိုလို့ရှိရင်ဘယ်တော့မှပေါ်တန်တန်မလုပ်ဘူးတကယ်ကိုရင်နေပြီးရင်ကိုယ့်ရဲ့ဒီ dialogue တစ်ခုချင်းစီမှာဟိုအစားဒီ dialogue ဒီဘာလို့ဒီ dialogue ဖြစ်တည်လာတာလဲဆိုတဲ့ဟာကိုတွေးတယ်ပြီးရင်နောက်တစ်ခုကကျတော့ဒီ dialogue ပေါ်မှာအစားအမြင်တွေပါကွဲပြားနိုင်တယ်ကွာအဲ့တော့ကြောင့်မလို့ဒီ dialogue နဲ့တသားရဲဖြစ်သွားဖို့ဆိုလို့ရှိရင်ကျွန်တော်အများကြီးတကယ်တေးသေးချာဒါစာရေးသူရဲ့အမြင်ပေါ့နော်စာရေးသူရဲ့အမြင်မှာလည်းဒီဇက်ကောင်လေးကိုဘယ်လိုမျိုးလေးမြင်ထားတာလဲရှိုင်းမြင်တဲ့အမြင်တွေကလို့ရှိရယ်စာရေးသူကလည်းဒီလိုမျိုးလေးရှိရယ်ဆိုဒီမှာတစ်ထက်တည်းကြာပြီးတော့ဒီမိုးဆိုတဲ့ဇက်ကောင်လေးကခုလိုမျိုးဖြစ်လာတာပေါ့နော်ဒါတော့အမှတ်တရပေါ့ဒီတကြံကားလေးကိုလည်းရှိုင်းအခုချိန်မှာဟိုရွေးချယ်ဟိုအတွက်လောက်ခွင့်ရတာလည်းတကယ်ဝမ်းသာပါတယ်ရှိုင်းလည်း
ချစ်တယ်ကလေးလေးတဲ့ဟုတ်ကဲ့ပါဗျာအရင်လိုက်တယ်မိုးကြီးတဲ့နှလုံးသား3ကန့်လေးကြရင်ငိုရမှာလားတဲ့နှလုံးသား3ကန့်လေးကြရင်လားနှလုံးသား3ကန့်ကြရင်တော့လားမငိုရပါဘူးအရန်ပျော်ကြကောင်းတဲ့ဟာတာဇလန်လေးတစ်ခုပါပဲအချစ်ဇလန်လေးတစ်ခုပါပဲမိုးကလည်းတဲ့ရှိုင်းဖြစ်နေလို့တဲ့ချင်းမိုးကလေအိမ်မက်ထဲမှာဆုံးကြမယ်ခုနိုင်တော့တဲ့ဟုတ်ကဲ့ပါဗျာအရန်တော့ပါတယ်ဒါလေးတို့ရေးတဲ့ဟုတ်ကဲ့ပါဗျာတမီးကြီးမကောင်းဘူးလို့တဲ့အဲ့လီတက်လေးကူးဆိုင်အောင်ဘယ်လိုလေးမကောင်းဖြစ်သွားဟိုတနေ့ကမွေးနေ့လဲတာလွန်သွားလို့ထင်တယ်အဲ့လီအများကြီးကုန်ယူပါရဲ့နော်တဲ့ဟုတ်ကဲ့ပါဟာတာဆိုကြောက်တယ်စောကြီးတဲ့ဟာတာကဆိုရင်ကြောက်နေပါပြီတဲ့ပေါ့ပလေးနဲ့ရီရတာမျက်ရည်တွေပါထွက်တယ်မယုံတော့ဘူးတဲ့ရှန်ဆက်ကောင်လေးနဲ့တီးရတဲ့သားလေးနဲ့အပေးနေကျေးဇူးများကြီးတင်ပါတယ်ဗျာမန်းတွေကြော်နေရရှိုင်းတဲ့ဟုတ်ကဲ့ဟာတာဆိုရင်ကြောက်နေပြီကိုကြီးလာရပြီဟာတာကဩတကယ်ပြောနေရပါဆိုမှပဲတကယ်ပြောတာပါမယုံဘူးလားဗျာတကယ်ပြောတာပါကျွန်တော်တကယ်ပြောတာပါခက်တယ်မို့လိုချင်တယ်တဲ့ဇော်ရှိုင်းတက်ကိုလည်းချစ်တယ်ဘယ်သူ့ကိုယူရမလဲတဲ့ခက်တယ်မို့လိုချင်တော့2000ခုနှစ်ကို2000ခုနှစ်မှာဆိုတော့ခက်တယ်မို့အခုချိန်ဆိုရင်2025ဆိုတော့30နဲ့မှ6ခဏလေးငါတင်ချရန်တော့တယ်16နှစ်နဲ့25နှစ်နဲ့ဥပေါင်း16နှစ်နဲ့25နှစ်နဲ့ဥပေါင်းရင်ခဏလေး calculator ပဲထုတ်ရတော့16နှစ်နဲ့25နှစ်ကိုပေါင်း16ပေါင်း25 41ခက်တယ်မို့က41နှစ်တောင်ရှိနေပြီဒီမှာစော်ရှိုင်းတက်လို့နုချောလေးเนาะဒီကောင်လေးကိုပဲကြိုက်လိုက်တော့မိုးလေးနဲ့အတူငိုနေရပါတဲ့ရမ်းချစ်တဲ့သားလေးတဲ့41တဲ့ညနေကျဘယ်လိုများပေါင်းလိုက်တာလဲမသိဘူးကျွန်တော်ကလည်း41ရနေမယ်ဆိုတော့သိတယ်ဒါပေမဲ့သိချအောင်လို့ကက်ကူလက်တာနဲ့ပေါင်းချစ်တယ်ကွယ်တဲ့41တဲလေးဟုတ်ပါတယ်သိပါတယ်41မသိပါတယ်41လို့လည်းပြောပြပါပြီနှလုံးသား3ကန်းကတဲ့ဘယ်တော့လောက်ကြည့်ရမှာလဲခလေးလေးရဲ့ဘယ်လောက်ကြည့်ရမလဲဆိုတော့ BBTV ရပဲတွေ့မှာဆိုတော့မပြောတော့မပြောတတ်သေးဘူးနှလုံးသား3ကန်းနဲ့ပတ်သက်ပြီးတော့ shine လို့ဘာ information မှမရသေးတာဆိုတော့လေဘယ်ချိန်လွတ်မလဲဘာညာတွေတော့ဘာမှတော့မသိသေးဘူးရိုက်တာတော့လုံးဝရိုက်ပြီးသွားပြီအဲနှလုံးသား3ကန်းဘက်ကတော့ဘာမှတော့ဆက်သွယ်တာတော့မရှိဘူးဘာမှလည်းမပြောထားဘူးအဲဒါကြောင့်မလို့ shine ကတော့နှလုံးသား3ကန်းနဲ့ပတ်သက်ပြီးတော့ဘာမှတော့မသိတင်တော့တင်ပါပါမကြခင်ပါဆိုတော့တကြံကားလေးရကြတော့ဒီတကြံကာလအတွင်းမှာပြတာဖြစ်တဲ့အတွက်ကြောင့်မလို့တက်တဲ့ဆက်ဆိုင်ဆိုတော့တကြံကားလေးရရင်ထွက်သွားတာနှလုံးသား3ကန်းလေးရကြတော့ချိတ်တာတော့ရိုက်ပြီးသွားပြီအဲ့တော့ဘယ်တော့ထွက်မလဲဆိုတာကတော့မကြခင်တော့ထွက်မယ်လို့ထင်နေဆိုင်မိုးရချစ်တယ်တဲ့တေချာမေဂျာလေးကစွာလိုက်တာဇော်ကြီးမိုးလည်းချစ်တယ်ကိုပေးဆောင်လည်းချစ်တယ်ဟုတ်ကဲ့ပါမိုးရမနေ့ပြန်ဆိုခွဲရတော့မှာကိုချစ်တတ်ပြီးပျော်နေတတ်ဖို့တဲ့ရှိုင်းစီကနေတင်ယူဖို့မှချင်ပါတယ်တဲ့အဲမိုးခောက်ချင်တာကုတ်ဆိုတော့အဲ့တော့တော့မှ match မရှိအဲ့တော့တော့မှမရှိဘူးလားဆိုရနောက်ကျသွားတယ်တဲ့မိသေးလားတဲ့ရှာရင်မိတယ်ဟိုလောက်10မိနစ်13မိနစ်လောက်မိသေးရဲ့โอเคပါနောက်မှမြင်နေရတဲ့ပန်းလေးရဆိုလို့ရှိရင်တော့ဒါပထောက်ပန်းလေးပဲဖြစ်ပါတယ်ခင်ဗျာရှေ့မှာမြင်နေရတဲ့ကောင်လေးရဆိုလို့ရှိရင်တော့ခင်ဗျားတို့ရဲ့ကြီးစားပဲဖြစ်ပါတယ် BBTV ရနေဒါတဲ့တင်ချာနဲ့ပွဲရတာနော်ဟုတ်ပါတယ်ဘာဖြစ်လို့လဲမယုံလားပွဲစာတွေထုတ်ပြရမလားပွဲလက်မှတ်တွေထုတ်ပြရမလားမှတ်ပုံဓာတ်ပုံမှန်ပေါင်းတွေထုတ်ပြရမလား
စတော်ဘယ်ရီခန့်အကြောင်းသားလေးရဲ့မှာစီးပြီးထဲမှာတော့နော်ကုန်းပြီးတော့စာတွေကိုဖြည့်နေမြင်တယ်မှတ်လားစာတွေဖြည့်တာရေးတာခက်တယ်မို့ကြောက်ဘာရေးနေမှတော့မသိဘူးဖြည့်တော့ဖြည့်နေရပဲအဲ့အကြောင်းသားစင်းလေးရိုက်တဲ့ချိန်မှာလေတကယ်လေအရန်ပျော်ဖို့ကောင်းတယ်တကယ်ဟိုအကြောင်းသား lifestyle ရောက်သွားတယ်လို့လုံးဝခံစားရတယ်ကွာဒီလားအဲ့ကာလာလေးအဲ့တကယ်ငယ်ဘဝလေးကိုပြန်ရောက်သွားတယ်လို့မျိုးပြန်ပြီးတော့လွမ်းမိတယ်ပြီးတော့ဘယ်လိုပြောမလဲအဲ့ချိန်မှာဖြစ်တဲ့ခံစားချက်ဆိုလို့ရှိရင်အော်ငါတို့ငယ်တုန်းကဒီလိုမှတ်တရလေးတွေပါလားရိုက်နေနေတာကွာတချို့မုတ်ကလေးတွေတချို့စားတောက်လေးတချို့ကစားနည်းလေးတွေလုပ်နေနေဟိုတကယ်ငယ်ဘဝပြန်ရောက်သွားတယ်လို့မျိုးခံစားမိတယ်အားကြောင့်တကယ်ဒီ series လေးကအမှတ်တရတော့တော်တော်များတယ်ရိုက်တဲ့ချိန်မှာရောဒီဇာတ်ကားလေးနဲ့ပတ်သက်တာလေးတွေရောအများကြီးပဲစဉ်းစားနေရပဲတွေ့တယ်တဲ့ဘာစဉ်းစားနေရပဲတွေ့ဆရာမ10ပုတ်မိက12ပုတ်ဖြေခဲ့တာမိုးကအဲ့လိုမျိုးပြောနေဘိုင်ကိုကြီးเจ้าနေလာဘာကိုကြီးเจ้าနေလာလဲဘယ်ကကိုလူလာပြောနေရတော့ live အစားကနေအဆုံးထိရမှန်းလိုက်ရတယ်ဇော်ကြီးမှန်းနေမမြင်ဘူး။အော်မြင်သွားပါပြီခင်ဗျာ။စာရီဖီယာဟုတ်လို့လားကိုပြေဆောင်ချစ်တဲ့အကြောင်းလေးရေးနေရမလား။ဆောင်းဝဲဖြေတော့စာပဲဖြေတာပါ။အဲ့လိုခလေးကမသိဘူး။ဘာတွေကုန်းရေးနေရလဲတခုတော့တခုပဲသူရေးတော့ရေးနေရပဲ။ကိုရီမျိုးလုံးနဲ့တော့ခုလေးចောင်းသားလေးပဲတော့တဲ့။ဘဝမှာတခါမှကလေးလိုက်မကြည့်ဘူးတဲ့မိဖို့ဆိုင်မှာပုံဆွဲနေတာပါလေစာပြေနေမဟုတ်ဘူးလေတဲ့တကယ်ပြောတာအဲ့တော့တကယ်စာရေးထားတာဘာစာရေးလဲဆိုတော့ဆီယမပဲသိလိမ့်မယ်ဆီယမစာရွက်တွေတိမ်သွားဆိုတော့ရှာရပါလို့ချစ်စရာကောင်းနေရလေချင်းနဲ့အဝါပေးခြင်းလာပြီးတဲ့ရောက်ညလုံးလေးမိတ်ထားမယ်မွတ်ဟုတ်တယ်ဇော်ရတင်ချာတော်ဆုံးနဲ့ဒါပေါ့ရိုက်ချင်နေပြီရမမြင်လို့ပြန်ခောက်လိုက်ပြီးမမြင်သွားပြီမိုးရယ်ကိုပြည့်စုံဘယ်ချိန်နေရတဲ့သဘောကျနေရလဲသိချင်လို့ပဲဘယ်ချိန်နေရသဘောကျနေရလဲဆိုရင်တော့အဲ့လိုလာကြိုတဲ့အချိန်လည်းမဟုတ်ဒီတိုင်းပဲပေါ့တို့ကြချင်တဲ့အချိန်ကြမှာပေါ့ကြီးစားစာရေးနေရလားတဲ့ဟုတ်ဘူးအနာဂတ်ကိုရေးနေရကိုကြီးရဲ့ပါတာတဲ့ဂုံတူးတွေပါရလားတေးရအောင်လားတော့မင်းရတာလေးပါဆွာလိုက်တာဆွမ်ပဲမောင်တင်ချာចောင်းတူလေးပါမို့ပါကျောင်းသားရဲ့စာတင်တာမျိုးစော့နေရတဲ့စာပဲမြင်တယ်စာမွေးတည်ပါပြီဆောင်းပွဲနောက်ဆုံးနေ့ဆိုမှတော့စာတင်တာမရှိတော့ဘူးလေဆောင်းပွဲဖြေရပဲရှိမှာပေါ့ပြီးရင်သွားစော့ကြမယ်ပြီးရင်မုတ်တွေစားကြမယ်ပြီးရင်ကစားကြမယ်ဟောပြီးတော့အဲ့မှာဇေခုတ်တာကြီးတွေရတယ်ဗာလေမိုးရယ်ပိုးရယ်မိမိရယ်ကဇေခုတ်ကြရတယ်ပေါ့နော်ဇေခုတ်တဲ့အချိန်မှာမိမိနဲ့ပိုးနဲ့ကဇေဘလို့ခေါ်ရလဲလို့ဇေကုတ်တာမသိဘူးလားလို့လာလို့ရှိုင်းပြမယ်ဆိုရောအဲ့ဒါစော့လဲစော့တကယ်စော့တဲ့ဥစ္စာတကယ်အပြင်မှာပါအဲ့လိုမျိုးစော့နေတာစော့ပြီးတော့လေ့ကျင့်ပြီးတော့တကယ်လေးရိုက်မယ်လဲဆိုလဲဆိုတော့၃ယောက်သားရိုက်မဲ့ကတ်မှာရောမိမိခုတ်လိုက်ရောပိုးကလည်းပိုးခုတ်လိုက်ပိုးမခုတ်တော့ဘူးရောမိုးပဲခုတ်အဲ့မှာရှိုင်းရဝင်စော့ပြီးလိုက်ရတကယ်တော့အရန်မကြွမ်းဘူးဒါမဲ့စော့တော့စော့တယ်မျက်နှာလေးပြေလာတယ်ဟုတ်ကဲ့စော်ကြီးချစ်တယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီတငယ်ချင်းစင်းနေရိုက်တဲ့အချိန်မှာတကယ်ဟိုလေစော့တာဆိုဆရာမလည်းဒုတ်ကြီးတစ်ချောင်းနဲ့ကင်ပြီးတော့လေဒုတ်ကြီးတစ်ချောင်းနဲ့ကိုကင်ပြီးတော့ဟိုမှာဒုတ်တောင်ရှိသေးတယ်ဒုတ်လေးယူလိုက်ကဲဒုံနဲ့နော်လိမ်မာရဲ့လူတွေ
ရွာစပိုးထနေတဲ့လူတွေအကုန်လုံးဒုက္ခမိပြမှတ်တော့နော်အဲ့တော့အကုန်လုံးဖောင်းဆိုရတဲ့ခါအဲ့လိုမျိုးကြားလာတဲ့ကြားရနော်မှတ်ထားရန်တော်တော့တဲ့ဒါအကုန်တော့ဆုံးတော့တဲ့ကြောက်စရာကြီးဒုက္ခရဲ့လူလေးကတော့ချစ်စရာတဲ့ညနော်ခံတယ်မို့တဲလေးရဲ့ဇကားရိုက်မယ်ဆိုတဲ့မပြောလို့ပေါ့တဲ့အဲ့ဒီဆိုလာပဲကောမန့်မှန်တာကောမန့်ကြီးတော်တော်များတယ်ကိုအရင်ပြန်ရဲလဲပါခံတယ်မို့တဲ့အားကြောင့်လေဒီမှာလေအရင်တော့ပြန်ပြီးကိုယ့်ဘာကိုပြန်ရိုက်နေတာအိမ်ကအဖေကပါ live ကြည့်နေတာမမြင်ဘူးလို့တင်တယ်တော်တော်ဖုန်းကြီးနဲ့ထွက်လာဒီပါခုတော့ဆရာဖြစ်နေပြီရဲ့ထုတ်ကြီးနေတဲ့ချစ်မွားလေးတဲ့ဗျာကိုပြေဆုံးယူတဲ့အိမ်မှာမာဂန်ဖန်နေရှိရဲ့ဗျာကိုသားကိုအပြင်မှာကြည့်ရအားများလို့ live ပါထိုင်ကြည့်နေတာဒီမှာနောက်မှာမိုးရင်ရိုက်ခံရတာဆိုဟုတ်ပါလေဗာပြောနေလို့တော့ဒီမှာမိုးလည်းကိုမကောရိုက်နေမမြင်ဘူးလားတအားဆရာကြီးတွေတအားများသူတို့ပဲနေ့တိုင်းထိုင်ရှိခိုးနေရမလို့ပဲကြောက်လိုက်တာတဲ့ဥရဲ့ရှိုင်းလေးတဲ့ဟောမိုးရည်လေးကမပြောဘူးလားတဲ့မမနဲ့ယူဖို့တဲ့လေးကမပြောဘူးလားဆိုတာလေးရလားလေးကပြောတယ်မိုးငါနေသေးလားတဲ့မိုးကလည်းနာပါဘူးလို့ထက်ထိုးခြင်းထိုးလို့ရသေးတယ်လို့နာမည်လေးခေါ်ပေးပါလားရှိုင်းမွန်ဆန်ခေါ်ပေးလိုက်ပြီနော်တားရည်အပြားကာရက်တာတန်းကိုတဲ့တရုတ်ပါအောင်နဲ့တရုတ်ဆောင်နိုင်တော့တဲ့အញ្ញံတော့ပါတယ်ကျေးဇူးများကြီးတင်ပါတယ်လေးလာခေါ်လို့လန့်သွားတယ်မိုးကချစ်စရာလေးတဲ့နော်လန့်တာချစ်စရာကောင်းပြီအဲ့ချိန်မှာကိုကတော့တောက်ထွက်မတတ်ပဲတကယ်ပြောအိမ်ကအဖေရဲ့အကြောင်းအဖေရှိသေးလို့လားမိုးရဲ့တဲ့ဟုတ်လေအိမ်ကအဖေဆိုတော့ကိုအဖေကိုတင်လာပြီးပြောရလေအိမ်ကအဖေဆိုတာကျမမျက်မှန်ပါမအောင်တဲ့နားတော့လေတဲ့နားမှာဘောဘယ်လိုဖြစ်လို့လဲဘိုးကရွာထိုးနေရအောင်ဘယ်နာပါမလဲတဲ့ရော့တယ်နောက်တစ်ချက်တဲ့ပေါက်ပါဦးရန်စိတ်ညစ်နေကြမှာဆိုလို့မိုးကတော့ဖြစ်တယ်ချိုင်းဟာတာစကားလေးပြောပြီးနော်နောက်ပြန်ဆိုလဲဟာတာကားလေးကြည့်ရမှာဆိုတော့အဲ့လိုမျိုးအားမွေးပေးထားတာချစ်မွားလေးတဲ့အချစ်တို့မဟုတ်အမုံကအစပြီးရိုက်နေပြီလားတဲ့အချစ်တို့မဟုတ်အမုံကရိုက်ပြီးွားရည်လေစီစဉ်တို့ပြောရလားဘယ်လိုနေချစ်စရာလဲကျေးဇူးပါဗျာကိုပြေဆုံးစုတော့ဘယ်လိုခံစားရလဲမိုးလေးတဲ့ဘယ်လိုခံစားရလဲမိုးလေးဆိုတော့ဝမ်းနေတာပေါ့တိလားဝမ်းနေတာပေါ့ဆိုတာအဲ့ဒီအချိန်မှာတကယ်ကိုလည်းရိုက်နေတဲ့အချိန်မှာနှစ်ယောက်စလုံးကလည်းဒီပြေဆုံးသူလည်းပြေဆုံးရှိုင်းရလည်းခတ်တယ်မို့ဖြစ်နေတာဆိုတော့အဲ့ရဲ့ dialogue တိုင်းပဲစီးမျောသွားတဲ့အချိန်မှာကိုကပျော်ရွှင်လေးပဲကွာတည်ရမလားကိုယ်စိတ်ထဲမှာတကယ်ကိုခလေးလေးတယောက်လိုပဲသူကြိုက်တဲ့လူသူစိတ်ဝင်စားတဲ့လူအဲ့လိုမျိုးကိုသူ့အနေနဲ့ဒါပြောလိုက်တယ်ရေလောင်းလိုက်တယ်အဲ့လိုမျိုးအချိန်မှာသူမထင်ထားတဲ့အချိန်မှာအဲ့လိုမျိုးစုခံလိုက်ရတာအော်ခံလိုက်ရတာဆိုတော့ဒီဝမ်းနေသွားတဲ့ဥစ္စာတွေကခလေးတယောက်ဆိုလို့ခလေးတယောက်အနေနဲ့ဆိုရင်ကွာစိတ်ဝမ်းနေတာစိတ်ပျော်ရွှင်တာအရန်အတက်ကြအရန်မြန်နေကွာတည်ရမလားအဲ့တော့ပြောလို့ရှိရင်စုခံရတဲ့အချိန်မှာဆိုလို့ရှိရင်တော့တကယ်ဝမ်းနေတာပေါ့ရှိုင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းတကယ်မှုလည်းပါတယ်သူလည်းအဲ့ချိန်မှာဆိုလို့ရှိရင်လည်း
သူကြိုပြောထားရပေါ့နော်အဲ့လိုမျိုး sorry တော့ခုအဲ့လိုမျိုးလုံမိတာပါညာဆိုလို့ရှိရင်လည်းရတယ်နော်ဆိုတော့ရတယ်ဘာမှဖြစ်ဘူးစိတ်ရှိတဲ့အတိုင်းပြုတ်ဆောင်ဟိုဘာမှဖြစ်ဘူးဆိုရအဲ့လိုမျိုးနှစ်ယောက်သားအကောင်းဆုံးစူးစမ်းခဲ့ကြဆိုတော့ထွက်လာတဲ့အချိန်မှာလည်းတကယ်ဝိုက်စင်လေးကကြိုက်ကြရဲပေါ့နော်ကြိုက်ကြရဲဟိုအားလုံးလည်းဒီရှင်ထဲရောက်တယ်ပြီးတော့တနာလည်းတနာကြရဲအဲ့လိုမျိုးပုံစံဆိုတော့ဒါရှိုင်းတို့စူးစမ်းခဲ့ရကြုံနဲ့တာပေါ့နော်ပြောလို့ရှိရင်ဘယ်မှာဆက်စားချင်းတိုင်းတဲ့ချင်းဆိုတကယ်ဒီလိုမျိုးပါလန့်သွားပါလုံးဝရှိုင်းတို့ကြိုတိုက်ထားတာမရှိဘဲနဲ့ဒီမူအရာပဲလောက်ကြမယ်ဆိုပြီးတော့ဟိုလိုမျိုးဖြစ်တဲ့အချိန်မှာလုံးဝရေလဲလောင်းပြီးတော့တရုပ်ဆောင်ကြတဲ့အချိန်မှာတကယ်မူဝါကိုတအားမူဝင်ရလို့ပြောရမယ်အကုန်လုံးလည်းအဲ့မှာကြောင်ပြီးတော့အဲ့မှာခွက်ကလည်းအဲ့မှာဖြစ်ရှင်တော့အောက်ကိုပြုတ်ကြသွားလေရေခွက်လေးပြုတ်ကြချိန်မှာဂလုံးအတန်းမရက်သေးဘူးခုပြေဆောင်မှာဒါရတော့အစပြောရတော့မယ်ခွက်ကဂလုံးကအတန်းမရက်သေးဘူးအဲ့မှာခွက်လွတ်ကြတဲ့ဟာကိုလည်းခဏပြင်ရတော့အဲ့မှာအင်ကြီးကခဏဆွဲခံရတယ်အဲ့လိုမျိုးတအားအဲ့စင်ကအမှတ်တရပဲဇဲဝင်ကန်တိုင်းမကြိုက်တာတသားရေးတဲ့ဒုက္ခရှိုင်းအောင်မေးရိုက်တာလားဆူတောင်းလေရှိုင်းပြီးတော့မှရိုက်ခံအောင်လိမ့်ပါတယ်ကိုကပဲရိုက်ရဲလဲမယ်ကိုဘယ်သူမှလာရဲလို့မရရိုက်ကြရဟာသားကောင်ကြီးကမျက်ရည်မျက်ခွက်ပါပဲတဲ့နော်မျက်ရည်ထွက်ရလောက်အောင်ရီးရတာနော်ဟုတ်တယ်မလားမေးနဲ့ဖေးယူလဲတတိရတယ်တဲ့ဟုတ်ကဲ့ပါဗျာမိုးရည်တဲ့ထိုင်းမှာတဲ့ကိုခွဲပြီနော်တဲ့ဟုတ်ကဲ့ခွဲတယ်ရှိုင်းရည်သမီးရှင်အဲ့ပုံစံလေးပဲပြန်ထားနော်ဟုတ်ကဲ့ပါဗျာလေးကိုပဲကျွန်တော်ယူလိုက်တော့မယ်မင်းဟာပြောတ냐ဆိုတော့လေမိုးတဲ့ကိုပြောပေးစားခြင်းလို့လေဩရန်ဆိုးနေပြီဟုတ်တယ်တားရည်တဲ့ရန်ကြီးရတယ်တိလာတယ်ဒါပေါ့ဖျားပေါ်ကစင်းနဲ့ကိုပြေးစုံနဲ့ပြောနေတဲ့အခါအရန်အားရမျက်နှာမူရပြောင်းသွားတာလေးတဲ့အစတားရည်တဲ့အားရရှိုင်းခုနပြောသလိုလေဗာလေဒီခန့်တယ်မိုးဆိုတဲ့ကောင်လေးကလို့အရန်သူ့ရဲ့ခံစားချက်အတက်အကျကအရန်မြန်တယ်ခလေးတွေရဲ့စိတ်ခံစားချက်လို့ငိုခြင်းလည်းမြန်တယ်စိတ်ဆိုးခြင်းလည်းမြန်တယ်ဝမ်းနေရင်လည်းမြန်တယ်ပျော်ခြင်းလည်းအရန်မြန်တယ်ကွာအဲ့တော့တစင်ချင်းစီအဲ့နေရာမှာဆိုလဲဒါရလောကတပြေးပြေးဒီသူကိုကြီးကသူ့ရဲ့ကိုကြီးကသူ့ကိုခန့်တယ်မိုးရဲ့ဦးလေးလေးကိုလည်းကိုချင်းစားပြီးတော့ခန့်တယ်မိုးရောပဲဆိုတဲ့အချိန်မှာခန့်တယ်မိုးသူ့ကိုချင်းစားဖြစ်တဲ့အတွက်ကြောင့်မလို့ငါကိုရငါ့ကိုဒါစိတ်ကိုနားလဲကိုချင်းစားရဲဆိုတော့ဘာများဆက်ပြောမလဲပေါ့အဲ့ချိန်မှာ तू မထင်ထားတဲ့အရာကခနဲ့မိုးယောက်ျားလေးစစ်ပဲဖြစ်နေတယ်ဒါ तू ကိုယ်တိုင်တော့မှဒါကိုလက်ခံထားတာကွာအဲ့တော့ သူ့အနေနဲ့ဒီစကားယူကြားရလိုက်တဲ့အချိန်မှာလုံးဝပြောမပြတတ်တော့ဘူးပါသိရမလားအဲ့တော့အဲ့လိုမျိုးခံစားချက်ဖြစ်သွားတယ်ဆိုတာခက်နေမို့အနေနဲ့ဝင်ကြည့်ပြီဆိုလို့ရှိရင်တော့ဒါ तू တကယ်မှန်တယ်သူ့ရဲ့စိတ်က happy ending လားတဲ့မိုးတဲ့ happy ending လားမိုးဆိုတော့ဒီလိုပဲပေါ့နောက်ပြန်ကြည့်လေ12နာရီပဲလို့တော့စောင့်ကြည့်ပေါ့ကိုပြေဆောင်မချင်နဲ့မောက်လာချစ်တဲ့စားဆုံးကြည့်နေရလူကြားမခေါ်ပေးဘူးလေဘယ်လိုလဲယူပါမိုးတဲ့ဆေးရုံကမန်းနေတာရိုးတယ်မန်းနေလက်ကျိုးသွားလို့တဲ့နေစီစမ်းရိုက်ဘာလို့လဲကွန်မန့်နေကခုမှတချို့ဟာတက်တာစုခန့်တယ်မိုးလေကလေးတယောက်အနေနဲ့နည်းနည်းလေးဆိုရင်မခံစားနိုင်ဘူးခဏရမိုးရမ်းတော့တဲ့မနေ့ကတည်းကအားပေးစကားလေးမနေ့ကတည်းကအားပေးစကားလေးရတော့အားလုံးပဲမနေ့ပြန်မှာအားလုံးပဲမနေ့ပြန်မှာ fighting မှာလို့ပြောချင်ပါတယ်
လက်ချင်ဆိုရင်setting လေးလည်းဖြစ်သွားပြီဆိုတော့ရှိုင်းတို့ဒီ overwhelm တဲ့တကူစကားလေးမှာပါဝင်ကြတဲ့တိုးဆောင်နိုင်အားလုံးရဲ့ဒီ team တစ်ခုလုံးကအများကြီးစူးစမ်းထားကြဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးဝင်ရင်ပြီးအားပေးပါအောင်လို့ပြောချင်ပါတယ်ပြီးတော့လည်း setting လေးအတွက်ကိုလည်းအားလုံးရဲ့ရှင်ထဲမှာအငြင်းတဲ့တတနဲ့ကြံနေမယ်ဆိုတာကိုလည်းခံပြောချင်ပါတယ်ဒီလောက်ပဲပြောလို့ရပါတယ်။နှုတ်မို့ဆိုရင်ဒါရိုက်တာကြီးကလာဆူပါလိမ့်မယ်။ producer ဆရာမတွေရတယ်လာဆူပါလိမ့်မယ်။အဲ့တော့ဆိုင်ဒီလောက်ပဲပြောပြလို့ရပါတယ်။အဲ့တော့လည်းကျွန်တော် fighting မှာအေးဝဝအိတ်ထားပါ။အေးဝအိတ်ထားပါ။အိုးမိုးရဲ့ဥပြေဆုံးနဲ့တလေးနဲ့တရားချောလေးစီလာခဲ့တော့တဲ့ချစ်တယ်တဲ့ချစ်ပါတယ်ဗျာချစ်တဲ့ကလေးရဲ့ဒီတိုင်းထိုင်ကြည့်နေနေတာအောင်လည်းချစ်မဝါဖြစ်နေရတာတဲ့ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါဗျာexcuse me 那怎么黑？我点点女伢的嘞，是微信电信嘞。我嘞呀，等一些年来不必了，你该等一些呢。VTV မှာတင်ထားပြီနော်။ရောက်ပါပြီပါ။အခါလေးကိုဖြစ်စင်လို့ဖြစ်မလာတဲ့ခါကြရင်လေ။အခါတိုင်းကိုလို့နောက်ကအိမ်မှာတခါတလေကိုဖြစ်ချင်တာမဖြစ်လာတဲ့ခါကြလို့ရှိရင်လည်းလက်ခံထားဖို့လိုတယ်တဲ့ဆိုလို့ပြောတာနော်စိတ်ကိုရှော့ပါဘူး你怎么理解呢哩ကိုလေးရဲ့စိတ်ကိုအဲ့လိုမျိုးအောင်ခတ်တာကိုလေးကပုံပြီးပြန်လမ်းပါငါပါလို့你们爹嘞你们现在想不要人家不你俩身上两个好像大嘞你的公家你也不按没有啊我也没真的不按没有嘞俺不来的我点点女伢的嘞，是微信电信嘞。我嘞呀，တစ်လေးကနာဝင်မှန်ပါဒီ series လေးမှာအရန်စော့ဘော်စော့ဘက်ကကြတော့တစ်ပေါ့နော်တစ်တို့ပိုးတို့စော့ဘော်စော့ဘက်တွေဖြစ်ခဲ့ကြတစ်ဆိုလို့ရှိရင်လည်းသူ shooting မရောက်နိုင်တဲ့ရောက်ပြီဆိုတာလည်းလုံးဝရှားရလေစားတော့လည်းတကယ်ကိုလွမ်းတကယ်ကိုချစ်ဖို့ကောင်းတာအရန်ပြီးတော့ဘလို့မကိုစမြေပြုံလေးအရန်ချစ်ဖို့ကောင်းတယ်ဒီတကားလုံးဆိုလို့ရှိရင်လည်းတစ်ကိုယ်တိုင်လင်းပေးထားတာမညိုမငင်းကြည့်နေတယ်မိကကနေအောင်မျိုးဆွဲတာနေမယ်ခံစားသွားရပြီမလားမိုးတဲ့ကြီးစုံအောင်ဖတ်ပေးလေလာတဲ့မဖတ်ပေးမယ်အဲ့ဒါမိုးလေးလွမ်းနေရတော့မှာပေါ့တဲ့ကလေးလေးရဲ့ပြင်ပန်းနေပြီးဆော့အိတ်တော့တတိယရယ်နော်ဟုတ်ပါတစ်လေးတတိယရယ်အများကြီးတကြံမှာဘယ်မှမသွားပြဘူးမလားပြေးဆိုင်နော်တစ်နဲ့ဘယ်လောက်တော့ဆော်လဲဆို shooting တစ်ခုလုံးကတော့ဗာလဲအဲ့တော့ကတော့မိုးလိုပဲခါဆိုမိုးရဲ့တစ်ကိုနားပေးလိုက်ပါအောင်တစ်ကမြလှုပ်ပါစေကိုသူကလည်းခဏလေးနေပါအောင်မိတ်ကလေးပြေးချလို့ခဏလေးနေပါအောင်သူမှရှိုင်းလာပြီဆိုရင်လုံးဝ stand by ready ဖြောင်းဘယ်နဲ့ချက်လည်းမသိဘူးရိုက်ခံရတာဘယ်နဲ့ချက်ပေါင်းများစွာလည်းမသိဘူးသူရိုက်ခံရတာဒီ shooting မှာတကယ်ကိုခတ်တယ်မိုးလေးနားတော့နော်ဟုတ်ကဲ့ပါနားပါမယ်ဗျာFacebook မှာ TikTok မှာတင်ထားပါတယ်အဲ့ဒါပြန်အတွက် preview လေး
မိုးရဲ့မိုးတနာလို့တိမ်ပြီးမိုးချလိုက်တာမိုးရဲ့တဲရောကဲအဲ့တော့ရှိုင်းလေ live free ပေးလိုက်တော့မယ်ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပါစေlive လေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပါစေအမားရင်းတစ်စုံတရာပါခဲ့ဆိုလို့ရှိရင်လည်းအားလုံးတောင်းပန်ပါတယ်ပြီးတော့ဒီဇာတ်ကားလေးမှာဆိုလို့ရှိရင်လည်းအများကြီးကြိုးစားထားကြတယ်အားလုံးကလည်းဒီသူ့ရဲ့ character တိုင်းအတွက်ကိုတာဝန်ကြီးစွာနဲ့ဒီဇာတ်ကားကိုစနေဆုံးပြီးကြိုးစားထားကြဖြစ်လို့အတွက်ကြောင့်မလို့နည်းနည်းဆိုလည်းဇာတ်ကားလေးက series ကဇာတ်သိမ်းပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကဝင်းရင်အားပေးကြပါလို့ထပ်ပြီးတော့တောင်းဆိုချင်ပါတယ်ပြီးတော့နောက်ထပ်ထွက်မဲ့ series တွေကိုလည်းဆက်လက်ပြီးတော့စောင့်မျှော်အားပေးကြပါအောင်ပြီးတော့ဒီကာလမှာလည်းအားလုံးကျန်းကျန်းမာမာနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေပြီးရင်ဒီအနည်းခတ်သိမ်းပေးခတ်သိမ်းနေရနေလေကင်းဝေးကြပါစေနေဝေးကြပါစေလို့ဆရာဆုတောင်းပေးပါတယ်အားလုံးလည်းဆက်လက်အကျိုးဆက်ပါအများကြီးလည်းလမ်းပြီးအများကြီးလည်းချစ်ပါတယ်လို့အားလုံးဘိုင်ဘိုင်